စေရန်ရည်တံပြီးဟောကြားအပ်သောတရားတစ်ပုဒ်ဖြစ်ပါတယ်။ခေါင်းစဉ်လေးပေးလိုက်ပါအနန္တအရေးအဖေကျေစုတရားတော်ဘာတရားလဲအဖေကျေစုကိုဦးဇင်းကအနန္တအရေးလို့တင်စားထားတာအနန္တအရေးတဲ့မိသားစုတစုအတွက်အဖေရဲ့အရေးဟာအဆုံးပိုင်းခြားအကန့်အသတ်မရှိပါဘူးအင်မတန်မှအရေးကြီးတယ်အဖေရဲ့အရေးအောက်မှာငြိမ်းချမ်းမှုကိုရတယ်လုံခြုံမှုကိုရအေးချမ်းမှုကိုရအဖေရဲ့အရေးဟာဘလောက်ထိတာသွားတယ်လဲဆိုလို့ရှိရင်အဖေရဲ့ဂုဏ်သိက္ခာကြီးကြီးရင်ကြီးသလောက်မြင်မာရင်မြင်မာသလောက်ထိုသားသမီးတို့မှာဂုဏ်မြောက်တယ်လူလေးစားမှုခံရတယ်ကြောက်ကြတယ်ယူသေးကြတယ်လေးစားကြတယ်ဗောအဖေရဲ့အရေးပရိသတ်ကြီးဘသူအရေးလဲခင်မွန်းတဲ့ရဲ့အရေးကြောင့်ဇနီးမှာလည်းပရိသတ်ကြီးဂုံအသေးရှိလို့လူတကာကမောမကြည့်နိုင်တော့အောင်အဲ့ဒါလောက်ထိဂုံမြောက်ပြီးတော့အရေးကြီးပါလေဗျာဘယ်နေရာသွားသွားဘယ်မြို့မှာပဲသွားသွားဘသူသားသမီးတဲ့ဟေးဆိုလို့ရှိရင်အဖေရဲ့ဂုံအရှိန်ဝါကြီးရင်ကြီးတယ်လို့သားသမီးမှလည်းပြိဿရဲ့ဂုံအရှိန်ဝါတွေကြီးပါတယ်မကြီးပါဘူးလားအဲ့တော့အဖေရဲ့အရေးအဖေရဲ့တန်ဖိုးဟာပြိဿကြီးတန်ဖိုးဖြတ်လို့ရမှာလားဒါကြောင့်အနန္တအရေးလို့တင်စားလိုက်ရပါသည်ပါတယ်တော့ဣတိယဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်တရားပိုင်ရှင်သုံးလောကတောတာရှင်တော်ဗုဒ္ဓမြတ်ဗျာဤဂုဏ်တော်ကျေးဇူးတော်တွေကိုဖွဲ့ဆိုတည်ကျူးပူဇော်ထားတဲ့ဂုဏ်တော်ဘွဲ့ကာတာဖြင့်ရှေးဥစွာဘုရားရှင်ကိုရောမြတ်ကိုယိုသေးမြတ်တို့လည်းအချီးမိုးလို့ရှေးကိုပူဇော်ကြတော့ကြရအောင်တရားဟောတဲ့ဓမ္မဂတိကပုဂ္ဂိုလ်ကဓမ္မသနပလင်မောမှအနေ၍ကရုဏာပညာနှစ်ပါးဖြင့်ချီးကျူးကိုရောပူဇော်အပ်သောမဟာပဏာမဝန္ဒနာဂါထာဖြင့်ဘုရားရှင်ဤဂုဏ်တော်ကျေးဇူးတော်တွေကိုရွတ်ဆိုရှေးခိုးပူဇော်သွားသည့်အခါမှာတို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တွေကလည်းတို့ကိုယ်တိုင်ဘုရားရှင်ဤဂုဏ်တော်ကျေးဇူးတော်တွေကိုရွတ်ဆိုရှေးခိုးပူဇော်နေရတယ်လို့အာယုံယူလည်းရဲ့ကြီးညိုတတ်တာပွားများပြီးတော့ထားလိုက်ကြပါမိမိတို့ရဲ့စိတ်ဝယ်မှာနှလုံးသားမှာဘုရားတယ်လို့မို့ဗုဒ္ဓနုဒတိဘာဝနာပွားများတော်မူလိုက်ကြပါကရုဏာတိတလဟတယံပညာပိဇောဒဝိယဒမောဟဓမ္မံသာနရမရလောကကရောဝန္တိသူကတံဂတိဝိမုဒ္ဒံဧတေနာသစ္စာဝစေနာဒုက္ခိတာဟွန်တုပါဏိနောကရုဏာတိတလတယမဟာကရုဏာရောမြတ်အတွင်တဖြင့်လာလာပွေလျာအေးမြစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူပေတတ်သောပညာပိဇောတဝိယတမောဟဓမ္မံအရဟတမတိဟုသောစိမိယောင်ဖြင့်အဝိဇ္ဇာတိဟုသောမိုက်မောင်ကိုပယ်ပြောက်တော်မူပြီးတတ်သောသာနရမရလောကကရုလူနှင့်တကွာသောတတ္တလောကအလုံး၏ညိုယုတ်ခိုင်အလေးကရုပြုတိုက်သောဆရာတဆုဖြစ်တော်မူပါပေထသောဂတိဝိမုဒ္ဒံဒေဝမနုဿာနိရယနေပေဒတိရိသံလာယအရှိငါတသောဂတိမလည်းအထုသဖြင့်ကင်လောတော်မူပြီးတတ်သောဒုက္ကတံစကား6ခွန်လူ၌ထွန်လေနှခွန်ကိုသာအကျိုးရှိရာကိုကောင်းစွာမသွေဆိုတော်မူတတ်ပါပေတတ်သော
ဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုပြတ်သားတင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနိဟိလက်အိုအင်းစလီနှုတ်တန်ချီလျက်ရွှင်ကြီးမနောသုံးပါးသောပနာမတို့ဖြင့်ဟောဓမ္မအမြတ်သူငါဘေးရန်ကွာ၍ချမ်းသာစေကြောင်းဆုမွန်တောင်းလျက်ဩခေါင်းညိုကျိုးလက်အုပ်မိုးကရှိခိုးဦးညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားဣတေနသစ္စာဝစေနဤသို့နှုတ်တံဖော်ထုတ်ပြန်၍ဟုတ်မှန်သောဝစီမင်္ဂလာသစ္စာစကားကိုပြောဆိုရလေသောကြောင့်ပါဏိနောမြာနာတောင်းတောင်းလူနတ်မြမတတ္တဝါပေါင်းတို့သည်ဒုက္ခိတကိုရောစိတ်ပါချမ်းသာခြင်းရှိကြပါကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာဆင်းရဲကသိမ်းမှလည်းကင်းကျင်းကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနိဗ္ဗာန်သာဘေးရန်ခတ်သိမ်းမှလည်းကင်းကျင်းကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းအာတောကသာမညိုမမိန်တကိုးရှိ၍စိုးရိမ်မနှောင်ကြောင်းကြပူဆွေးငိုကြွေးခြင်းမှလည်းကင်းဝေးကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းဟောတုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်တဲ့မေတ္တာရအရှိန်အဝါကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူကြပါစေကုန်သတည်းအလုံးပရိသတ်ကြီးအနန္တ၅ပါးရှ िख ိုးကြောရအောင်တညီတဲ့လိုက်ဆိုကြဘုရားခုံတော်မန္တမျိုးပူဇော်ပါ၏အရှင်ဘုရားလေအလုံးဆိုလိုက်ဗုဒ္ဓဂုဏ်တော်မန္တမျိုးပူဇော်ပါ၏အရှင်ဘုရားဓမ္မဂုဏ်တော်မန္တမျိုးသံဃာဂုဏ်တော်မိဘဂုဏ်တော်မန္တမျိုးပူဇော်ပါ၏အရှင်ဘုရားဆရာဂုဏ်တော်မန္တမျိုးပူဇော်ပါ၏အရှင်ဘုရားသာဓုသာဓုသာဓုအလုံးတော်တရားချစ်ခင်သူတော်စင်ပေါင်းတို့ယခုအချိန်မှစတင်၍မိမိတို့လိုလားမြတ်တာသောဣရိယာပုဖြင့်ကျမ်းမာရေးအရာသက်သာသလိုစိတ်ချမ်းသာသလိုထိုင်ပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာနဲ့တရားဓမ္မများကိုယူသည်လေးစားစွာဖြင့်မှတ်မှတ်သားသားနာကြားနိုင်ကြပါပြီဒီကနေ့ညဆင်ရင်ခြင်းပါတဲ့မောရဂီဝရက်ွက်ယရဏတယပူဇကအသင်းရဲ့9နှစ်ပြည့်ပစ္စမအကြိမ်မြောက်ဆင်ရင်ခြင်းပါတဲ့ဓမ္မသဘင်မှာတော်ဝင်နှံစတုမိသားစုတို့ရဲ့မြတ်ဒါနကောင်းမှုဖြင့်ဟောကြားအပ်သောတရားကောင်းစဉ်လေးကပရိသတ်ကြီးပါတယ်လေဗျာဟောဗျာအဖေကျေးဇူးလေးကိုပြီးအောင်မပြောနိုင်ကြအောင်မေ့မြန်နေကြတာမသိပါဘူးအနန္တအရေးအဖေကျေးဇူးတရားတော်ပြောစမ်းပါဦးဒီပါဒီလိုလုပ်ပါအဲ့ဒါမှအဖေတို့အားရှိမှာမင်းသူ့အမေနဲ့သူ့သားသမီးတွေကြီးပြောနေလိုက်ကြဒီတော့သတိမရပါသူ့အမေနဲ့သူ့သားသမီးတွေပြောနေလိုက်ကြတာတပည့်တော်တို့သတိမရပါဖခင်ကြီးတွေပြောတာကြားအဲ့တော့ပရိသတ်ကြီးအမေကိုချစ်တတ်ရင်အဖေကိုလည်းပဲချစ်တတ်ရမှာပေါ့မှန်ရလားပရိသတ်ကြီးအမေကျေးဇူးများတယ်လို့ဖခင်ကြီးများလည်းကျေးဇူးမများဘူးလားအဲ့တော့ပရိသတ်ကိုကြိုပြောထားမယ်တချို့ကအဖေမကောင်းတာတွေအများကြီးတွေ့ရတော့အဖေဆိုစကားတွေကိုထက်မပြော
တချို့မရှိဘူးလားအဲ့တော့ဦးဇင်းကြိုပြောထားခြင်းနဲ့ဆိုတာကမြင့်မို့တောင်ကြီးဟာအကြီးကြီးပါမြင့်မို့တောင်လောက်ကြီးမားတဲ့ကျေးဇူးတရားတွေကိုပရိသတ်ကြီးရေမျက်ွယ်ပြုတ်ပြီးတော့အမေမကောင်းတဲ့အပြစ်ကလေးအဖေမကောင်းတဲ့အပြစ်ကလေးကိုရိုးမယ်ဖွဲ့ပြီးအဲ့ဒီတန်ဖိုးကြီးမားတဲ့မြင့်မို့တောင်ကြီးကိုအပြစ်ဆိုတဲ့ဇီးစီလေးနဲ့ပေါက်မယ်လို့တော့မကြိုးစားပါနဲ့ဦးဇင်းတို့ဟောဖို့ပါလေအမေမကောင်းဘူးအဖေမကောင်းဘူးသူတို့ကတပည့်တော်တို့ကိုပြစ်ထားတာဖေရတောင်းဝမကြည့်ဘူးတချို့လူငယ်တွေပြိဿကြီးပြောတယ်အဲဒါကြောင့်အမေလည်းမခေါ်နိုင်ဘူးအဖေလည်းမခေါ်နိုင်ဘူးတပည့်တော်တို့ဒီလိုပြစ်လာတာကိုချီပွားကိုရက်လာတာမလေးပြောသေးဗျာတချို့ပြောတာတွေမရှိဘူးလားအမေကလည်းအရင်ကြီးမပေးလိုက်ပါဘူးအဖေကလည်းအရင်ကြီးမပေးလိုက်ပါဘူးအဲ့ဒီလိုပြောတယ်အဲ့တော့ပရိသတ်ကြီးသူတို့ဆိုလိုချင်တာကငယ်စဉ်တောင်ကြီးမှာအမေဖေကပြစ်ထားတယ်ကလေးတွေမှာစိတ်မှာဒဏ်ရာရတယ်ရပြီးတော့ပရိသတ်ကြီးကြီးအဲ့ဒီမှာအသိဉာဏ်မဲ့တဲ့စိတ်နဲ့အမေကိုအဖေကိုအပြစ်ပြောတတ်ကြတယ်အဲ့တော့သားငယ်သမီးငယ်လေးများသားတို့သမီးတို့ကိုရှင်နေမင်းကမေတ္တာရခံခြင်းပါလေမပြောပါနဲ့အမေဟာအမေပါပဲအဖေဟာအဖေပါပဲလောကကြီးထဲမှာလက်ညှိုးထိုးပြစရာအမေဟာလည်းတယောက်သေးပါအဖေကလည်းပြစ်ပြီးတော့မြပြောပြီးတော့စကားကုံသွားသောအချိန်ကွယ်လွန်သွားသောမိဘအဲ့ဒါဘယ်တော့မှပြိတ္တကြီးနောက်ပြန်လာတယ်လို့မရှိဘူးအစားပြန်ရတယ်လို့မရှိဘူးပြစ်လိုက်တဲ့မြနောက်ပြန်လာသလားပြောပြီးတဲ့စကားပြိတ္တကြီးကျွန်းနှစ်သွားရင်နှုတ်ဖို့ခက်တယ်နားလည်လားဗျာကုံသွားတဲ့အချိန်ပြိတ္တကြီးပြန်ရသေးလားဒီတသက်တာမှာဒီကနေ့အဖို့၈နာရီဆိုတာမရနိုင်တော့ဘူးရနိုင်သေးရဲ့သစ်သီးတွေပုတ်ရင်ထုတ်ပြလို့ရတယ်သားငါးတွေပုတ်ရင်မြုပ်ပြလို့ရတယ်ကုံသွားတဲ့အချိန်ဘာနဲ့မှပြိတ္တကြီးအစမ်းထိုးလို့ပြန်မရဘူးအဲ့ဒါကြောင့်အချိန်ကိုဖြုံးရင်ဘဝမှာပုတ်တိုးစေသောအချိန်များဖြစ်သွားပြီးတော့ပြိတ္တကြီးရောက်လာတိုင်းသောအချိန်ကိုသုံးရင်သုံးမသုံးရင်ဆုံးရှုံးသွားတာပါပဲဗျာအချိန်ရဲ့တန်ဖိုးနားလည်သေးပါမှန်ရလားဗျာအဲ့ဒီအချိန်ရဲ့တန်ဖိုးနားလည်သလိုပရိသတ်ရဲ့မိဆိုတာလေဘဝမှာတယောက်တည်းပါအဖေဆိုတာလေဘဝမှာတယောက်တည်းပါအဲ့ဒီအမေတို့ဖေတို့ကွယ်လွန်သွားပြီဆိုရင်ဖြင့်ကိုယ့်အတွက်မှာဘယ်နည်းနဲ့မှအစားထိုးလို့မရနိုင်တော့ပါဘူးမှန်ရလားဒါကြောင့်လေဘုရားရှင်ကိုရောမြတ်ကမိဘနှစ်ပါးဆိုတာသက်ရှိမြမကြီးတွေနဲ့တူတယ်လက်ဦးဆရာမြေတိုင်းစွာသာပုပ္ပါစရိယာမိနှင်ဖာလူဘဝရဲ့လိုရောက်လာပထမဆုံးသောဆရာဟာလည်းမိဘပါပဲနေစဉ်တောင်ကြီးကလေးဘဝတန်တေခလို့ရတဲ့ချိန်ကစကားမပြောတတ်သေးတဲ့ချိန်အဲ့ဒီမှာတယုတရနဲ့ပိုးမွေးတယ်လို့မွေးခဲ့ရတာပြိတ္တကြီးအမေနဲ့အဖေနဲ့နှစ်ယောက်လုံးပါပဲဗျအဖေကလည်းကြားတဲ့နေရာတာဝန်ထမ်းခဲ့ရတာပါပဲအမေအသက်ဆွန့်ပြီးကိုလာလဲဆွဲလာပွားမွေးခဲ့ရတာကိုကျေးဇူးတင်တယ်ဆိုရင်အသက်ဆွန့်ပြီးတော့စီးပွားရှာပြီးကျွေးခဲ့တဲ့အဖေတို့ကိုလည်းပဲကျေးဇူးတင်ရမှာပါမှန်ရလားပြိတ္တကြီးသားသမီးကိုအသက်ပေးပြီးမွေးသွားတဲ့မိခင်တွေကွယ်လွန်တာရှိသလိုလှုပ်ကျွေးရင်ဇနီးမယားသမီးသားတို့အတွက်စီးပွားရှာရင်အသက်ဆွန့်နေရတဲ့ဖခင်တွေလည်းပဲအများကြီးပါဗျာပြိတ္တကြီးမရှိဘူးလားအသက်ဆွန့်ပြီးတော့လှုပ်ကြွေးခဲ့ရတာအလုံးလုံးရင်တည်သွားတယ်တောမှာဆိုလို့ရှိရင်ထမ်းပင်ပေါ်တက်ရင်ပြုတ်ချလို့တည်သွားရှာတယ်ကြောက်တွင်းသွားတူးတယ်တွင်းပြီးလို့တည်သွားရှာတယ်ကိုရောက်ကိုဝဲသွားတယ်ပြိတ္တကြီးအကြောင်းမျိုးမျိုးကြောင့်ဝဲလွန်သွားရှာတယ်ကဲဒါမျိုးတွေပြိတ္တကြီးရှိဘူးလားအဲ့ဒါကြောင့်တို့ပရိသတ်များဖခင်များကလည်းပဲအသက်ဆုံးပြီးတော့ကျွေးမွေးခဲ့ရတာပါပဲအဲ့ဒါကြောင့်ကျေးဇူးရှင်အမေနဲ့အဖေနှစ်ပါးလုံးဟာမြမတိဟိုဘဝမှာစံမြန်းနေတဲ့မြမကြီးတွေနဲ့လူပါရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေတည်းကဲပြိတ္တရဲ့တို့များရဲ့အပေါ်မှာတို့အမေကတို့အဖေကမေတ္တာမကြီးမာဘူးလား
ကိုသားသမီးအပေါ်မှာမိဘတိုင်းဟာမေတ္တာကြီးမှာပဲလူသားမိဘမဆိုထားနဲ့တိရစ္ဆာန်မိဘတော့ခွေးမကြီးတွေကြည်လိုက်စမ်းပါအိမ်တကာလမ်းတကာကနေပြီးဝါအောင်စားလာပြီးခွေးလေးတွေရှိလဲရောက်ရောက်အန်ကျွေးတယ်မို့လားအေးအဲ့ဒါလေးတွေထောက်ကြည့်ပါပင်လေလိမ့်မကြီးတွေဟာလေးဦးလေးတွေကိုတောင်းပြမောမှာဦးရောက်တဲ့အရက်ကနေမေတ္တာဓာတ်တွေပို့လို့အဲ့ဒီအမေရဲ့မေတ္တာဓာတ်နဲ့လေးဦးလေးတွေပေါက်ခဲ့ရပါတယ်အဲ့ဒီလိမ့်မကြီးကွယ်လွန်သွားပြီလေဆိုရောလေးဦးလေးတွေကမေတ္တာဓာတ်မရလို့ပုတ်ဆွေးသွားခဲ့ရပါသေးအဲ့တော့အမေရဲ့မေတ္တာဓာတ်ရောမကြီးပါဘူးလားအမေရဲ့မေတ္တာဓာတ်ကြီးပါသလိုပရိသတ်ကြီးရဲ့ဖခင်ဗိမိသာရမင်းကြီးရဲ့မေတ္တာတရားဟာစံပြဖခင်ကြီးပဲဗျာအဇာတတဆိုတဲ့မင်းသားလေးအဇာတတဆိုတာပါဠိစလုံးကိုအတက်ကလေးတင်ပြီးတော့ဆိုထားတာအဇာတတတုအဇာတဆိုတာမမွေးခင်ကလေးကဟုတ်လားမမွေးခင်ကလေးကပြိဿကြီးအဖေတတ်မဲ့သားဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဘုံတော်တွေဟောကြားခဲ့တာဆိုတာပြိဿကြီးလည်းကြားဖို့ပြီးသားသူတတ်မဲ့သားသူသိတယ်အဲ့ဒါပြိဿကြီးဝေရိဟိမိဖုရားကြီးကချစ်လာစွာသောခင်ပွန်ဖြစ်သူအာကိုအားထားရပါသောမောင်တော်ဖုရားကိုတတ်မဲ့တရေသားနမတော်မမွေးဖွားလို့ဦးအဲ့ဒီမှာပြိဿကြီးဒီတန်တွေပြည့်စည်အောင်ဤမျိုးစုံနဲ့ဝေရိဟိမိဖုရားကြီးကြိုးစားခဲ့တယ်ဒါကိုဖခင်ဗိမိသာရမင်းတရားကြီးလည်းသိရောပြိဿကြီးရာဇတံပေးလို့အာနာတန်နဲ့ပြိဿကြီးဟောဒီတရေသားကိုမွေးပေးရမယ်ဆိုပြီးအဆောင်နေပါတယ်များချထားလို့ဖခင်ရဲ့မေတ္တာတရားနဲ့သားကိုမမြင်ရခင်ကတည်းကမွေးဖွားစေခဲ့တာအဖေပါမှန်ရလားပြိဿကြီးအဖေမရှိရင်ရွှေတောင်ကြီးပြိုပြီနေလုံးကြီးကွယ်ပြီအရေးကြီးပျောက်သွားပြီအာကိုအားထားရအရေးကြီးကွယ်သွားပြီလို့တောင်းဆိုရပါတယ်ပြိဿရေမဆိုရဘူးလားဖခင်ဗိမိသာရမင်းတရားကြီးနတ်ရဆံကံတော်ကုံတော့ရွှေတောင်ကြီးပြိုပြီနေလုံးကြီးကွယ်ပြီပြိဿရေဒီလိုမတင်အဲ့တော့ဖခင်ဗိမိသာရမင်းတရားကြီးကမမွေးခင်ကတည်းကကိုယ့်ကိုတတ်မဲ့သားဆိုတာသိပါလျက်ကဲနဲ့သားရဲ့လက်ကခုနာလေးကိုပရိသတ်ရဲ့ပါဇက်နဲ့ငုံပြည်ပုဂ္ဂိုလ်မျိုးကချငါသားလေးအနာတတ်တာပါစေအကြိုက်တတ်တာပါစေဆိုပြီးတော့သားစိတ်ချမ်းသာဖို့အရေးမိမိရဲ့ထီနန်းစည်းစိမ်ကြီးတွေကိုမကအာဂရေမှာအနာလေးပြအောင်ငုံထားထီနန်းစည်းစိမ်ကြီးတွေမကသားစိတ်ချမ်းသာရင်ပြီးရောသားစိတ်ချမ်းသာရင်ပြီးရောပြုသမျှကိုပြိတ္တကြီးအပြုံးနဲ့သီးခံနောက်ဆုံးခြေပွားဓာခွဲရန်စိမ်ဘက်မိခင်ဘယ်လိုလုပ်ငါသားလေးစိတ်ချမ်းသာရင်ပြီးတာပဲဆိုပြီးသောတာပန်ဖရာကြောင်းတရကဗိမိသာရမင်းတရားကြီးသားအတွက်နဲ့သီးခံသွားတာသေတိတိုင်ပါပဲဖခင်တို့ရဲ့နှလုံးသားဟာလည်းသားပေါ်မှာအဲ့ဒီလောက်ထိချစ်နိုင်ပါတယ်ဗျချစ်တတ်ပါတယ်မှန်ရလားပြိတ္တကြီးနောက်အဖေတယောက်ရဲ့အနေထားဒါလောကမှာတွေ့တာလေးပြောမယ်အဖေတယောက်ဟာအယက်သမားဖြစ်နေတယ်အယက်သမားဖြစ်နေတော့သားတွေကလည်းမလေးစားဘူးသမီးတွေကလည်းမလေးစားဘူးအယက်သမားဆိုတော့မလေးစားဘူးဘောစီဝါကြီးကလည်းမလုံးနိုင်တော့ဘူးအယက်တွေတောက်ပြီးတော့နေတော့ဘယ်သူမှမလေးစားဘူးဒါပေမဲ့ယင်ထဲမှာတော့ပြိဿရဲ့သူသားသမီးတွေသူဒီအယက်သမားဖခင်ကလည်းချစ်တယ်သူအယက်သမားကြီးလုံးလုံးဖြစ်သွားပြီသားသမီးတွေကိုလောက်ကင်မကျွေးနိုင်တော့လည်းပဲသားသမီးတွေရဲ့အပေါ်မှာချစ်ချင်းမေတ္တာတရားကတော့ပြိဿကြီးသူသားသမီးကိုချစ်တဲ့မေတ္တာတန်ရောစင်ဟာဘယ်သူမှလိုက်မမီဘူးပေါ့ကိုသားသမီးကိုဒီလိုချစ်ကြတာကြီးပါပဲမှန်ရလားပြိဿကြီးဒီလိုနဲ့သားလေးတွေကအရွယ်ရောက်ပညာသင်တက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်ဘွဲတွေပါတယ်ရအလုပ်တွေပါတယ်လုပ်အဲ့တော့ပြိဿကြီးအသိဉာဏ်တွေလည်းပွန်ပြိုးလာစာဥစ္စာပေတွေလည်းဖတ်ဓမ္မတုဒ္ဒယတလေးလာအဲ့တော့တူအောင်ပြောလိုက်အဖေတံဘိုးသိလာပြီအမေတံဘိုးလည်းနားလည်လာတယ်အစားထိုးလို့မရဘူးဆိုတာပြိဿကြီးသိလာတယ်
တိလာတော့အဖေစိတ်ချမ်းသာအောင်ထားမယ်ဆိုပြီးငကိုကအရက်ဝယ်ခိုင်းတယ်ဆိုလို့ရှိရင်မြည်တွန်တောက်တီဆောင်းအောင်ပြီးပြိဿကြီးနေတဲ့သားအခုအရွယ်လေးရလာတော့အဖေကိုစိတ်ချမ်းသာအောင်ထားတော့မယ်ဆိုပြီးတော့သူမပြောတော့ပါဘူးအပြစ်မပြောတော့ပါဘူးအဖေကျမ်းမာရေးတော့ဂယုဆိုင်တော့အဲ့တော့အဖေတောက်ချင်တဲ့ရဲ့သားဝယ်ပေးပါမယ်ဆိုပြီးတော့သားဝယ်ပေးတယ်အဲ့ဒီမှာအဖေကလေပြိဿကြီးသူ့သားကိုသူကြည့်ပြီးတော့ဘာပြောရမှန်းမသိရင်ထဲမှာဆို့နေတာဘာပြောရမှန်းမသိဘာပြောရမှန်းမသိလောက်အောင်ကိုသူ့သားသူချစ်ဒါပေမဲ့အယက်သမားဆိုတော့စကလုံးလှလှလေးလည်းမပြောနိုင်တော့အသိဉာဏ်တွေကလည်းပဲရော့ကုန်ပြီအာယုံကြောတွေကလည်းပြော့ကုန်ပြီအဲ့ဒီမှာပြိဿရဲ့သူသားဘွဲရပညာတတ်ကြီးကအရက်ပလင်းလေးဝယ်ပြီးသူ့ကိုပေးတော့သားလေးပခုံကိုင်းပြီးတော့ငါသားမင်းအဖေလိုအရက်သမားကြီးမဖြစ်တာကိုအဖေကျင့်납ပါပြီကွာဆိုပြီးဒါလေးတစ်လုံးပဲသူပြောနိုင်တယ်အဲ့ဒီအဖေပြောလိုက်တဲ့စကားဟာသားသမီးရဲ့အပေါ်မှာဘလောက်ထိမေတ္တာကရုဏာကြီးမားတယ်ဆိုတာအလုံးပြိဿခံစားမိသူတိုင်းနားလည်နိုင်ပါတယ်အဖေတို့အရက်သမားကြီးမဖြစ်တာကိုအဖေကျင့်납ပြီဆိုပြီးပြိဿရဲ့သားကိုကြည့်ပြီးတော့လေအဲ့ဒီမှာသူ့ကိုသူလည်းယူကြုံမရသားလေးကိုသူ့လိုဘဝမျိုးမရောက်ရင်အဖေကျင့်납ပါပြီသားရဲ့ဆိုပြီးတော့ပြိဿရဲ့ပြောရှာတဲ့ဒါကြောင့်ဖခင်တိုင်းဟာလေသားသမီးအပေါ်မှာချစ်ချင်းမေတ္တာတရားတွေဟာအမေလိုအနီးကပ်မနေရတာရဲ့မိမသားမဟုတ်လို့တီတာပြိဿကြီးဖွဲ့နွဲ့မပြောတတ်တာရဲ့ကြောင့်တကယ်တော့ပြိဿကြီးသူ့သားလည်းအယက်သမားအဖြစ်ခံလိုက်တယ်သူ့သားသမီးတွေအယက်သမားအဖြစ်မခံနိုင်ဘူးတဲ့ပညာနဲ့ရှင်ပြီးတော့ချစ်တဲ့အချစ်ဘာနဲ့ရှင်တာလဲပညာနဲ့ရှင်တာပြိဿရဲ့အမေချစ်တာကကရုဏာနဲ့ရှင်တာအမေချစ်တာကဘာနဲ့ရှင်တာကရုဏာနဲ့ရှင်တယ်ဆိုတာတဏှာတာပဲသိတယ်အမေကသားစိတ်ဆင်းရဲတာမကြည့်ခြင်းဘူးသားနှစ်ခါသုံးခါခေါင်းခွေလိုက်ရင်အမေဆိုတာပျော့သွားတာပဲဟောသားကပြိဿရဲ့အရက်တောက်ခြင်းလို့အမေစီပတ်စံတောင်းတယ်အမေကဟိုးအရက်တောက်တယ်ဆိုတာမကောင်းဘူးမပေးဘူးပထမတခွန်းတော့တင်းပဲမေရလည်းဗျာသားအရက်တောက်ခြင်းလို့မပေးပါဘူးဆိုမှဆိုနှစ်ခါလောက်ဆိုတော့အမေကပျော့သွားပြီအဲ့တော့နောက်ကြတော့ပြိဿကြီးဩဒီလောက်တောင်ရှိတဲ့ကောင်းကဲသွားမင်းအဖေမသိစီနဲ့မင်းအဖေဒါသိတော့မင်းအရိုက်ခံရတော့မှာပဲသွားဆိုပြီးတော့သူ့အိတ်ထောင်တွေကပတ်စံလေးထုတ်ပေးလိုက်တယ်အဲ့တော့ဓမ္မတို့မေကွာဆိုပြီးတော့သားဟိုဘက်လှည့်ပြီးသွားနောက်ကြတော့မှနောက်ကျောကြည့်ပြီးပြုံးဖြီလို့အမေကကရုဏာနဲ့ရှင်ချစ်တာပြိဿရဲ့ဘာနဲ့ရှင်ချစ်တာအဖေကပြိဿကြီးသူသားအရက်တောက်တယ်ဆိုတာလည်းသိရောဟေးကောင်လာအောင်မင်းကျွန်တော်ဗာပြရှိလို့လေငါလည်းပဲမျက်စိနဲ့နားနဲ့နေတာမင်းအရက်ဆိုင်မှာအရက်တောက်နေတာတွေ့ခဲ့တယ်တဲ့ငါမိတ်ဆွေတွေကပြောတယ်မင်းဟုတ်တယ်မဟုတ်လားအဲ့တော့သားကပြိဿကြီးသူဟုတ်တော့ငြိမ်နေတယ်အေးမင်းနောက်တခါအရက်ဆိုင်သွားရသွားကြည့်တာမင်းနဲ့ငါအကြောင်းသိအဲ့တော့သားမကျေနပ်တဲ့ပုံနဲ့အဖေကိုမျက်စောင်းထိုးကြည့်မျက်စောင်းထိုးတော့အဖေကလည်းတီးကောင်းကွာငါထိုးလိုက်ရကျိတ်လိုက်ရဆိုတော့အမေကအိမ်ထဲကနေပြေးထွက်ဟိုးရှင်ကလည်းကိုသားသမီးမဟုတ်တာကြလားငါသားဒီဘက်တော်တော့အမေကပြိဿကြီးဘယ်သူကတော့အဲ့တော့အဖေကလည်းပြိဿကြီးရှော့လိုက်ပါတယ်အဲ့တော့သားရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲဆိုတော့အမေကပဲငါ့ကိုချစ်တတ်တာအဖေကငါ့ကိုမချစ်ဘူးရန်သူကြနေတာပဲဒီလိုထင်သွားတာတကယ်တော့ပြိဿရဲ့ဖေးရဲ့နှလုံးသားထဲမှာလည်းပဲသူသားကိုအယတမအဖြစ်မခံနိုင်ဘူးငါသားလေးရေရိနေတော့မှာပါပဲဆိုပြီးတော့ကွယ်ရာမှာတိတ်ကလေးအန်ကျိတ်လို့မျက်ရည်ကျနေရတဲ့ဖခင်လေးလည်းလောကမှာအများကြီးပါပြိဿရဲ့မရှိဘူးလားဒါကြောင့်အမေကလည်းကိုယ့်ကိုချစ်တာပါပဲအဖေကလည်းပြိဿကြီးချစ်တတ်တာပါပဲမေတ္တာကရုဏာမုဒိတာဝိဘေကဆိုတဲ့အတိုင်းပဲမေတ္တာတရားတွေကိုအမေရောအဖေရောပေးစွမ်းနိုင်တဲ့အတွက်ကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကမြမတိဟောဘဝမှာစံမြဲနေတဲ့မြမကြီးတွေနဲ့လူပါတယ်ဟူ၍ဟောစရေဟောစံဒီကောင်းစွာမသွေမိတ်ဆိုတော့အမှုခဲ့ကြလေကုန်သတည်းကဲ
အားလုံးပြိဿကြီးအမေရောအဖေရောကျေးဇူးမကြီးမားဘူးလားတို့အရွယ်မရောက်ခင်လုံးမစားနိုင်ခင်ကိုကြီးဘွားကိုမရနိုင်ခင်ပညာမတတ်ခင်တနေ့တည်းလည်းမဟုတ်တရက်တည်းလည်းမဟုတ်တနာရီတည်းလည်းမဟုတ်ဘူးအမလေးပေးဆက်ခဲ့ရတာတွေကြည်စမ်းမအောင်ညီးညူခဲ့တယ်လို့ရှိလားသားလေးကကြီးလာပြီသမီးလေးကကြီးလာပြီအဲ့တော့ရှိရနဲ့နှစ်ဆာတိုးလို့ဂရုစိုက်ရတော့မယ်နှစ်ဆာတိုးလို့ဝေးရတော့မယ်ဆင်ရတော့မယ်ပြင်ဆင်ပေးရမယ်သူ့လိုအပ်တာတွေပြိဿကြီးဖြည့်ဆည်းပေးရမယ်မိခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားရမယ်ဖခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားရမယ်သားလေးတွေသမီးလေးတွေအရေးတကြီးကြီးနဲ့ဖြည်းဖြည်းကြီးထွားလာသည်နဲ့အမျှအမေတို့အဖေတို့မှလည်းတာဝန်တွေကြီးထွားလာကြရပါတယ်မှန်ရလားပြိဿကြီးဒါဟုသားတွေသမီးတွေကတဘာဝအနေအထားဖြင့်ဦးစင်းကယဉ်ဤပွင့်လင်းစွာပြောမယ်မိဘကမိဘတာဝန်ရှိလို့သူတို့မွေးထားလို့သူတို့လုပ်ပေးရတာလို့တချို့ကဒီလိုထင်ကောင်းထင်တယ်လုံးမပေးနိုင်တော့လုံးမပေးတော့ဘယ်ပုံမှန်နဲ့ဘယ်လိုတရားစွဲမှာအဟောပါအမေရချစ်လို့အဖေရချစ်လို့လုပ်ပေးတာအေးကိုကံမကောင်းအကြောင်းမလားလို့အမေဆိုးဆိုးအဖေဆိုးဆိုးနဲ့များတွေ့လို့ရှိရင်ဘယ်လိုလုပ်နေမကောင်းလို့မှဆေးမကူသေးခြင်းသေးဆိုပြီးလမ်းဘေးပြစ်ထားတဲ့မိဘနဲ့တွေ့ဘယ်လိုလုပ်သဘောပေါက်ရလားဒါကြောင့်တချို့ကပြိဿရဲ့အမေဆိုးဆိုးအဖေဆိုးဆိုးတွေ့တော့အမေဆိုးလို့တဲ့အဖေဆိုးလို့တဲ့ပြောတယ်အဲ့တော့အမေကမဆိုးပါဘူးအဖေကမဆိုးပါဘူးကိုယ်ကံကဆိုးတာပါတရားနာတော်မှာရှင်းရလားမသိဘူးမရှင်းရင်လည်းလမ်းလည်းကောင်းထိတ်ထွက်អော်ယုံကြံတော့သဘောပြောတာအမေတွေအဖေတွေကိုသိအပြစ်ပြောတာကိုယ်ကံကောင်းလို့ရှိရင်ပြိဿကြီးဟောဗိမိသာရမင်းကြီးလိုချစ်တဲ့အဖေမျိုးနဲ့တွေ့မှာပေါ့မှန်ရလားပြိဿကြီးအသက်စွန့်ပြီးတော့ချစ်တဲ့အမေမျိုးနဲ့တွေ့မှာပေါ့ကိုယ်ကံကအဲ့ဒါလောက်ဒီမကောင်းတော့အမေဆိုးဆိုးအဖေဆိုးဆိုးနဲ့တွေ့တာလူတိုင်းရဲ့အမေတွေအဖေတွေဆိုးတာမှမဟုတ်ပဲကိုယ့်အမေမှကိုယ့်အပေါ်ဆိုးရလေခြင်းကိုယ့်အဖေကမှကိုယ့်အပေါ်ဆိုးရလေခြင်းဆိုလို့ရှိရင်အမေဆိုးတယ်လို့မပြောပါနဲ့အဖေဆိုးတယ်လို့မပြောပါနဲ့မြင့်မို့တောင်မကကျူးသားကျေးဇူးကြီးမားတဲ့မိဘနှစ်ပါးရဲ့ဂုဏ်သိက္ခာတွေကိုကိုယ့်ရဲ့အပေါ်မှာမကောင်းတဲ့ဇီးဇီးလောက်အပြစ်နဲ့ထုမယ်လို့မကြံစီပါနဲ့ဗျကိုယ့်ကံကိုဆင်ញင်ပါပရိသတ်ရဲ့အမေဆိုးတာလားအဖေဆိုးတာလားကိုယ်ကံဆိုးတာလားတနည်းပြောရင်တော့ပရိသတ်ကြီးအဲ့ဒါဝိလေတယ်လို့ပြောခြင်းတယ်နော်တနည်းပြောရင်ပါတယ်တော့ဝိလေတာဖခင်တယောက်ရဲ့အရေးဆိုတာမိသားစုပေါ်မှာဘလောက်ထိလွှမ်းမိုးတယ်လဲဘလောက်ထိလုံခြုံတယ်လဲဘလောက်ထိအရှိန်အဝါကြီးတယ်လဲဆိုလို့ရှိရင်အိမ်တအိမ်ကိုကြည့်ကြည့်လိုက်အမေမရှိတဲ့အိမ်နဲ့အဖေမရှိတဲ့အိမ်တောင်မတူဘူးတူသလားအဖေမရှိတဲ့အိမ်ကြတော့မုတ်ဆိုးမအိမ်နဲ့လူကလည်းမလေးဘူးခွေးရလည်းမလေးဘူးသဘောပြောဟောအမေမရှိဘူးဒါနဲ့အဖေရှိတယ်ဆိုလို့ရှိရင်ဘိုးတော်ရှိတယ်ဘိုးတော်ရှိတယ်ဘာမလုပ်အရှိန်ဝါအနန္တအရေးဒီအရေးဟာဘလောက်ကြီးမားတယ်ဆိုတာပိုင်းခြားတန်းတာမရှိဘူးဒီလိုနားနဲ့ပေးစမ်းပါအခုမဘုံနေအဖေနာမည်ထက်ကဲပရိသတ်ကြီးရဲ့ဇံမဝဲပြင်မယ်လျှောက်လာတင်မယ်အလုံးလျှောက်မယ်လျှောက်လာတင်မယ်အကြောင်းတစ်ခုရှိလို့ပရိသတ်ကြီးရဲ့ဟုတ်လားဖခင်ရဲ့နေရာကိုနာမည်ပေးရပါသည်မပေးရဘူးလားအဖေရဲ့အရေးအဲ့ဒါမျိုးတွေကိုပရိသတ်ကြီးနားလည်ပေးစမ်းပါရွာတရွာရွာတရွာရဲ့အပြင်ဘက်မှာလဲဆောင်တဲလေးအဲ့ဒီလဲဆောင်တဲလေးထဲမှာအမေရဲ့ဖေရဲ့သားလေးရဲ့ချစ်လို့မဝနိုင်တဲ့လာမင်းကြီးလိုသိမ့်လာတဲ့မိမိချစ်သားငယ်အမေကကလေးလေးဒီဆိုလို့ချော့သိအဖေကပြိဿကြီးလဲတော်ထဲမှာအလုံးလုံးပြန်လာရင်ဟောဒီလဲဆောင်တဲလေးမှာပဲမိသားစုတွေနေကြတယ်ပေါ့ငိမ့်ချမ်းတဲ့ကဘာလေးတိဆောက်ပြီးတော့နေကြတရက်တော်ပရိသတ်ရဲ့အဲ့ဒီမှာဖခင်ကြီးကွယ်လွန်ရှာပြီဖခင်ကြီးကွယ်လွန်တဲ့အခါကျတော့ပရိသတ်ရဲ့ထိုသားနဲ့အမိဒီတော်ထဲမှာလဲဆောင်တဲထဲမှာနေလို့ရသေးရဲ့လားနေလို့ရရဲ့လားလုံခြုံမှုရှိပါမလားအဖေရဲ့အရေးကွယ်ပြောက်သွားလို့နားလည်လားဗျာအခုဦးဇင်းတို့ဒီနာမှာမြတ်ထားဝန်တန်းနေဟ
ဟုတ်လားနေကြပါတယ်ဦးဇင်းတို့လည်းပဲအဲ့ဒီအိမ်ဒီမှာဆွမ်းခံနေပါတယ်ဟွန်တန်းဆိုတော့ပြိဿကြီးဒီတာဝန်ကိုထမ်းနေတဲ့အဖေရှိလို့ဒီတိုက်ခန်းရတာအဖေမရှိတာနဲ့တပြိုင်တည်းပြိဿကြီးရေကိုယ့်အိမ်ကဒီနေရာမှာအစားမတိုးနိုင်ဘူးဆိုလို့ရှိရင်ဒီတိုက်ခန်းရသေးလားအဖေသေးလို့မှသောကဆိုတဲ့အပူမအေးသေးဘူးတိုက်ခန်းဖယ်ပေးရပြီအိမ်ကဖယ်ပေးရပြီမှန်ရလားပြိဿကြီးအဖေအရေးပြိဿရေဘသူအရေးလဲဒါကြောင့်လေဆောင်လေးလေးထဲမှာမိရဲ့ဖေးရဲ့သားသမီးတွေရဲ့နေကြတယ်ပဲဆိုပါတော့အဖေမရှိဘူးဆိုရင်အဲ့ဒီတဲတလုံးဟာလုံခြုံမှုမရှိတော့ပါဘူးအဲ့တော့ဒီသားအမိတွေကပြိဿရွာတဲကိုပြန်ပြောင်းပြီးတော့နေရပါသည်ဘာဖြစ်လို့လဲဆိုရင်အဖေအရေးကွယ်ပြောက်သွားလို့ပါဘသူအရေးဒါကြောင့်ပြိဿရဲ့အဖေသေးပြီလဲဆိုရောရွှေတောင်ကြီးပြိုပြီနေလုံးကြီးကွယ်ပြီလို့ပြိဿကြီးအဲ့ဒီလောက်တည်အောင်ယူကျုံမရခံစားပြီးတော့တတာပြီးတော့ပြိဿကြီးရေငိုကြွေပူဆွေးရပါတယ်အဖေရဲ့အရေးတွေပါပြိဿကြီးဘသူအရေးကွယ်ပြောက်လို့လဲအဖေအရေးကွယ်ပြောက်လို့ဒါကြောင့်မလို့လောကကြီးထဲမှာမတ်ပုံနဲ့ရှောက်တာအရာရာမှာအဖေနာမည်နဲ့ဂုံတင်ကြပါတယ်တရွာတကြီးဆောက်လို့ရတယ်ဘယ်မျိုးကဘသူသားဟာဒါဆိုလို့ရှိရင်လှုပ်ပေးလိုက်ကဲအဖေရဲ့နာမည်ဂုံသိက္ခာကြီးရင်ကြီးသလောက်မြင့်မားရင်မြင့်မားသလောက်ပြိဿကြီးသားသမီးမှလည်းအရှိန်အဝါတွေမဟတ်ဘူးလားဟုတ်တယ်ဒါကြောင့်ပြိဿပေါင်းသူတော်ကောင်းတို့ဖခင်ရဲ့အုပ်ချုပ်မှုအောက်မှာလုံးလုံးခြုံခြုံနေရတဲ့ဘဝအဖေရဲ့အရေးရှိလို့ဆိုတာနားလည်ပေးကြစမ်းပါအဖေကငါအပေါ်မှာဘယ်တော့မှအကောင်းမမြင်ဘူးလူချမ်းကြီးဆိုပြီးအပိုးလို့သဘောမထားပါနဲ့အဖေမရှိမှအဖေရဲ့တန်ဖိုးသိတယ်နော်အမေမရှိမှလည်းအမေတန်ဖိုးသိအဖေမရှိမှအဖေတန်ဖိုးသိတယ်အမေမရှိမှအမေတန်ဖိုးသိတယ်ရှိနေတော့ပြိဿကြီးမသိတယ်လို့ပါပဲယခုအမေတို့အဖေတို့ကြည့်လိုက်စမ်းပါအသက်ရွယ်ကြီးရင်လာသည်နဲ့အမြကိုယ့်အတွက်ဘာကိုမှမစင်စားတော့ပါဘူးငါတို့ရှာနေသမျှငါသားသမီးတွေအတွက်ပဲတို့ရှိတာတွေအကုန်လုံးလူသွားရင်ကုသိုလ်ရတယ်ဆိုတာသိပါတယ်ဒါပေမဲ့ပြိဿကြီးအထိုက်လျောက်ပဲလူနိုင်တယ်သားတွေသမီးတွေအတွက်အပြည့်အဝချမ်းသာခဲ့မယ်ဩကို့နောက်ပါမယ်ကုသိုလ်တောင်မှပြိဿကြီးအပြည့်အဝတချို့ယူမသွားရှာဘူးသားသမီးတွေအတွက်ပဲထားခဲ့ပါတယ်ပြန်မဆုံးတော့နောက်ဆုံးလမ်းကိုသွားတာတောင်မှပြိဿကြီးငါအတွက်ပါရင်ပြီးရောกว่าဆိုတဲ့စိတ်မျိုးအမိမှလည်းမရှိဘူးအဖေမှလည်းမရှိဘူးအဲ့တော့ပြိဿကြီးသားရီသမီးတွေလူဘဝနဲ့တင့်တယ်ဖို့အရေးမျောတွေးသားသမီးတွေအတွက်ပါပဲတပည့်တော်တို့အတွက်ကတော့ဘာမှတပည့်တော်တို့မလိုတော့ပါဘူးဖေဟာဆိုပြီးအဲ့ဒီလိုသားသမီးတွေအတွက်ပေးဆက်ခြင်းနှလုံးသားနဲ့နေသွားတယ်မိဘတွေကြီးပါပဲဗျာမှန်ရလားပြိဿကြီးဒါကြောင့်အဖေရဲ့အုပ်ချုပ်မှုအောက်မှာနေခဲ့ဘူးမှသာလျင်အဖေရဲ့အရေးတန်ဖို့ကိုသိမယ်ကိုကြီးလာတဲ့အခါမှာလည်းပဲပြိဿကြီးရေဖခင်လိုအုပ်ချုပ်တတ်မယ်ဒါကြောင့်သားရဲ့ဝတ္တရားဒါဝန်ဖြစ်တဲ့ပြိဿကြီးသားသမီးတို့ရဲ့ဒါဝန်အဲ့ဒါကိုကျေပြုံးအောင်ဒီကနေ့မိဘတွေကိုကျေးဇူးဆက်ပါအဲ့ဒီဒါဝန်ဟူနဲ့ဒါဝန်မကျေရင်ပြိဿကြီးမှတ်ထားတာတလင်းချင်းနဲ့ဝတ်လေမယ်ဒါဝန်မြမတပ်ပုံမှာဒါဝန်ဟူနဲ့မရေးဘူးလားအတန်ကပြော့တယ်ဒီနာဗလိုက်ပုတ်ထောင်ရေးပြရမယ်ကိန်းရှိတယ်မြမစာကတိကတွေဆိုဒါတလင်းချင်းပဲလည်းမသိဘူးထောင်းအောင်ပဲနဲ့လာကြီးနဲ့မကွဲဘူးဓာတ်ရင်ကောင်းမရေးတာဘူးဓာတ်ရင်မဟုတ်ဆိုကြားဘူးတယ်လို့ပဲရှိတယ်စာအုပ်ပြန်ကြည့်အောင်တော်တော်ကိုညံ့တာဘုန်းကြီးဘွဲတွေဆိုမရေးတတ်ဘူးဓမ္မနဲ့တိုင်းပြောသမ်းမှာဟုတ်တယ်မို့လားအေးမရေးတတ်ဘူးဘွဲရာကြီးတွေပါ2ဘွဲ3ဘွဲ4 5ဘွဲရာကြီးတွေပါအဲ့တော့ဦးဇင်းတို့တက္ကတယံပြိဿကြီးကြုံရတဲ့ဘုန်းကြီးနာမည်တွေဥပမာကြုံရေးရတဲ့အခါပေါ့လေကဲဆိုကြပါစို့ဦးဇင်းတို့ဇာမဝဲဖြေတုံးကသွားပြီးသတိရတယ်သွားပြီးသတိရတော့ဟောလားဘွဲရအကြောင်းဆရာမတွေကဟိုဇာမဝဲခန်းထဲကိုဝင်ရင်ဟုတ်လားဒီဇာမဝဲဖြေကြွလာတဲ့
တန်ဃာတွေရဲ့ပွဲဝဲမှတ်ပေးရတာပေါ့ဗျာမှတ်ပေးရတဲ့အခါကျတော့ရှင်ဘုရားပွဲတော်လေးပြောပါဆိုပါဇက်ကပြောလိုက်ရောလက်ကရှိမတိုးဘူးဘယ်ဟာရေးရမှမသိဘူးအဲ့ဒါတကယ်ပြိတ္တကြီးကိုတော်တစ်ပါးကလည်းပြိတ္တကြီးမရေးတာမှန်သိလို့ရွဲ့ပြောသလားမသိပါဘူးရှင်ဘုရားပွဲရောဆိုဗဒ္ဒန္တတိတ်ခိန်တရိယညာနာဘိဝန္တကဲရေးသမ်းဘယ်လိုရေးမလဲမရေးတတ်တော့ဘူးနှစ်ဘွဲ့လည်းမရေးတတ်ဘူးသုံးဘွဲ့သမားလည်းမရေးတတ်ဘူးသူကသူဘယ်နှစ်ဘွဲ့ယူဒါတော့ပြိတ္တရဲ့အပြည့်မဆိုပါဘူးနော်ဒါကိုယ့်ရဲ့လေးလာလိုက်စားမှုပေါ်မူတည်တာပေါ့ဟုတ်လားအဲ့တော့ယခုပြောတာကတော့ဗျာတောင်းဝေချာတာဝါယေနငယ်လေးတတာဝံအဲ့ဒီတာဝံဝတ္တယပြည့်ရဲ့ဟောဝါလေးကိုတာတနေချိန်လေးနဲ့တဝို့လည်းမဲ့တတိထားသူတို့ပြောတာဝို့လဲတယ်တို့ဝို့ကျွေးဆက်ရတယ်တို့ဆိုတဲ့အခါကျတော့ဝါကိုတာတလင်းချိန်လေးနဲ့တတ်ပြီးတော့မရေးဘူးလားထင်သာမြင်သာအောင်ပြောရတာနော်ဒါကြောင့်ပရိသတ်ကြီးတာဝန်မှုနဲ့ဝတ္တရားပြည့်ရင်တာတလင်းချင်းနဲ့ဘာဖြစ်လဲဟိုးလည်းပဲဒါကြောင့်အဖေတန်ဖို့ကိုသိပြီးအဖေကိုမပြစ်မှားမိစေနဲ့မှန်ရလားပရိသတ်ကြီးအဖေဆိုတာတကယ်ပြောမယ်ဆိုရင်တော့အိမ်တည်းရဲ့အိမ်ဥနတ်ပါဗျာအဖေဆိုတာပရိသတ်ရဲ့အိမ်တည်းအိမ်မိသားစုတစုရဲ့ပါတယ်တော့အိမ်ဥနတ်ပါအိမ်ဥနတ်ကိုကိုးကွယ်ပါအိမ်ဥနတ်ကိုလေးစားပါအိမ်ဥနတ်ကိုအဓိကထားပါပရိသတ်ရဲ့မှန်ရလားတချို့ကပြိတ္တာကြီးအိမ်ဥနအဓိကမထားဘဲနဲ့ဘယ်ဥနသွားပြီးအဓိကထားလည်းမသိပါဘူးအဲ့တော့ပြိတ္တာကြီးဦးဇင်းတို့တက္ကကြီးတယောက်ကတော့ပြောတယ်ဟောပြိတ္တာကြီးအိမ်ဥနမရာကိုဟုတ်လားလိုချင်တယ်ဆိုရင်တဲ့အိမ်မော်ကိုနေတဲ့တခြားနတ်မရာကိုလိုချင်တယ်ဆိုရင်အိမ်မော်ကဆင်းရှင်းရလားပြန်ပြောဦးမယ်နော်ဒါလေးတွေကမှတ်တာတက်တက်ဆွဲအောင်မှတ်တာနောက်မှတ်မိတဲ့စကားလေးတွေဒါလေးတွေကမျိုးဆက်တဲ့အနာဂတ်တွေကိုဆုံးမဖခင်ဖြစ်တဲ့အိမ်ဦးနတ်ဒါလူသားပဲမဟုတ်လားဖခင်ဖြစ်သောအိမ်ဦးနတ်လူသားမရာကိုနေခြင်းနဲ့ဆိုလို့ရှိရင်မရာကိုလိုခြင်းနဲ့ဆိုလို့ရှိရင်ငါအိမ်မော်နေတခြားသောနတ်မရာကိုလိုခြင်းနဲ့ဆိုလို့ရှိရင်တော့ငါအိမ်မော်ကဆင်းလက်တွေ့ငါမနေရတာအဖေကမမရဘူးလားသူဆောက်ထားတဲ့အိမ်မော်နေတာလေမလေးသားသမီးတွေကသူတို့မွေးလို့သူတို့ထားရတာဆိုပြီးတော့တချို့ကလေမလေးပြိဿကြီးမသေးခင်ကအမွေလိုချင်လို့လိုချင်ဘယ်တော့မှများသူချွေးတွေတွေးတွေနဲ့စိုက်ပြီးဆောက်ထားတာကြာအမေပေးယူပေါ့အဖေပေးယူပေါ့အခုမပေးခင်ကပြိဿကြီးလိုချင်တာဒါလည်းသဘာဝမကြလိုချင်လေမရလေတာမှတ်ထားမတန်ရင်မကြံဘူးမထိုက်ရင်မရဘူးကိုယ့်ရဲ့လုံအားကိုနဲ့ထိုက်တန်တဲ့ပြိဿကြီးရေဟုတ်လားသွေးချွေးလုံအားမပါရင်ပြိဿကြီးမထိုက်ဘူးမတန်ဘူးဒါကြောင့်မလို့ပညာရှိသူတော်ကောင်းသားသမီးတွေကတော့အမေပေးခဲ့တဲ့ပစ္စည်းအဖေပေးခဲ့တဲ့ပစ္စည်းအမေတို့အတွက်အဖေတို့အတွက်ပဲကုသိုလ်လုပ်ပေးလိုက်တယ်ဟောကိုယ့်အကိုပဲပြိဿကြီးကြိုးစားကြတယ်ဒီလိုယရနာထိုက်တဲ့သားသမီးလေးတွေကလည်းကံကောင်းမှရတာပါဗျာအခုတော့ယရနာသားသမီးနဲ့ယရာနာသားသမီးဘယ်ဟာကအများအဲ့ဒါလဲအဖေတို့အဖေတို့စိတ်လည်းမငြင်းနဲ့တော့စိတ်လည်းမဆင်းရဲနဲ့တော့အဲ့ဒါလဲကိုယ်ကံတရားဟုတ်တယ်လေသဘာဝတရားဟောနေတာသဘာဝကြကြဟောရမှာပေါ့သဘာဝမကြဘူးလားကိုယ်ကံကောင်းရင်သူဝနာတာမလို့သားလေးနဲ့တွေ့မှာပေါ့ကိုယ်ကံမကောင်းလို့ပြိဿကြီးအယတ္တမဖဲသမားနဲ့တွေ့ရတာပေါ့မိုက်တူးကားနဲ့တွေ့ရတာပေါ့ရစ်ကက်ကကောင်နဲ့တွေ့ရတာပေါ့အိမ်ရှိတာထိုင်ဖြုံးတဲ့သားသမီးနဲ့တွေ့ရတာပေါ့မိဘမနိုင်လို့ဘုန်းကြီးဆုံးမလို့လည်းမရဘသူဆုံးမလို့မှလည်းမရအမေနဲ့အဖေကမျက်ရည်နဲ့မျက်ခွဲမလေးတန်ရောစင်ကြည့်လိုက်တာသားလေးသမီးလေးလိမ္မာစေရင်လိုက်တာသားလေးသမီးလေးကပြိဿရဲ့သားကလည်းကြားသမီးကလည်းမီးအဲ့တော့အမေတို့ဘေတို့မှာတော့ရှိတဲ့စီစိန်ကြီးတွေပေါ်မှာသားလေးတွေအတွက်ပါပဲသမီးလေးတွေအတွက်ပါပဲစိတ်ကူးလေးရင်းပြီးတော့ပြောစရာဘွားလေးများဖြစ်မလားလို့အောင်းမင်းမိတယ်အသိဉာဏ်မပါဉာဏ်ပလာမိဘနှိမ့်ဆက်တဲ့သားသမီးကြုံတော့အမေတို့အဖေတို့မှာစိတ်ရောကိုယ်ရောဆင်းရဲလို့ဘေးကနေကြည့်သနာစရာကောင်းလိုက်တာထားပေးမဲ့ပြိဿကြီးတရားတော်နဲ့ကြည်ပြန်တော့လည်းပဲဝတ်လဲတာဘာဖြစ်တာလဲ
သူတို့လည်းသူတို့မိဘပေါ်မှာဒီလိုပြမခဲ့လို့စော်ကားခဲ့လို့ရှိမှာပေါ့ဒီဘဝမစော်ကားရင်စော်ကားခဲ့တဲ့ဘဝကစော်ကားခဲ့လို့နေမှာပေါ့သဗ္ဗေတ္တကမ္မတကကမ္မတတေဝိပဇ္ဇတိသဗ္ဗေတ္တကမ္မတကတတ္တဝါတွေအကုန်လုံးဟာကောင်းတာတွေပဲကြုံရမကောင်းတာတွေပဲကြုံရကံတာလည်းကိုယ်ပိုင်ဥစ္စာရှိကြလေကုန်၏ကမ္မတ္တေဝိပဇ္ဇတိတတ္တဝါတွေအကုန်လုံးကိုသူတို့ပြုခဲ့ဘူးတဲ့ကံတရားသူတို့ပြုခဲ့တဲ့ကံတရားတွေကသာလည်းကောင်းကျိုးဆိုးကျိုးတွေကိုဝေဖန်တတ်တော်သည်ရဲ့လို့ဘဂဝါဘုရားရှင်ကိုယ်တော်မြတ်ကအဝါစာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေတည်းဒါဆိုရင်ပြိဿကိုအကြံပေးခြင်းပါတယ်အတိတ်ဘဝကကောင်းခဲ့တယ်မကောင်းခဲ့တယ်ဆိုတာကိုသိရလားယခုသိတဲ့ဘဝမှာအဖေဆိုရင်အဖေကြည်ပါအမေဆိုရင်အမေတာဝန်ကြည်ပါသားဆိုရင်ပြောလေဘယ်သူမှမကြည်ကြတော့ဘူးလားသားဆိုရင်သမီးဆိုရင်ကိုခွဲရတဲ့ကိုလှုပ်လို့ဘယ်နဲ့ကြောင့်ကိုခွဲရရောက်မှပြော့ခွေသွားအခုပရိသတ်ကြီးဦးဇင်းတို့တရားပလင်မောကဟောနေတဲ့ဆရာတော်တာဝန်ကဲပရိသတ်ကြီးရေတရားဓမ္မတွေဟောလို့မကောင်းတာတွေတာကောင်းတာညွှန်ကြားလို့တရားဓမ္မတူတဲ့ဆွမ်းတလို့တာဝန်ကြီးအောင်ပရိသတ်ကြီးရေထမ်းဆောင်ရပါသည်ဆရာတော်ဖြစ်တော်ဆရာတော်တာဝန်တရားတော်ဖြစ်တော်တရားတော်တာဝန်မကြေရဘူးလားဆရာတာဝန်တရားတာဝန်တာဝန်ကြည်တော့ပရိသတ်ကြီးနေလို့မကောင်းဘူးလားမိဘတာဝန်သာသမီတာဝန်ပရိသတ်ရဲ့ကြည်တော့နေလို့မကောင်းဘူးလားအေးစနီးတဲ့ရဲ့တာဝန်ခင်မွန်းတဲ့ရဲ့တာဝန်ကြည်တယ်ဆိုရင်နေလို့မကောင်းဘူးလားပြောစရာဘဝလေးဆိုတာလေကိုတီဆောက်တာနော်အဲ့တော့ပရိသတ်ကြီးမငြိမ်းချမ်းမှုဆိုတာလည်းပဲကိုတီဆောက်ခဲ့တာပဲအခုမလို့ရင်လုပ်ခဲ့တဲ့ဘဝတော်ကကံတရားတွေရဲ့အကျိုးဆက်ပဲအဲ့တော့ထပ်မဖြစ်ဖို့တတိပညာနဲ့စောင့်ပါဤပညာရှားပါဘယ်လိုငြိမ်းချမ်းမလဲနားလည်ခြင်းခွင့်လွှတ်ခြင်းတွေနဲ့ငြိမ်းချမ်းတဲ့ဤကိုရှားပွေပါငါတလောက်ကောင်းတာတောင် तू မကောင်းနိုင်ရရိုးလားဆိုပြီးပရိသတ်ကြီးအရွက်တိုက်ပြီးတော့လုပ်နေမယ်ဆိုရင်အဲ့ဒီအပူမီးတွေဟာပို၍တိုးဖို့သာရှိတော့တယ်မှန်ရလားပရိသတ်ကြီးဦးဇင်းတို့တစ်ဖက်ဆောင်မပြောပါဘူးတချို့ကလည်းပရိသတ်ကြီးတန်းကိုမတန်းမညာတန်းပြောတယ်မထင်နဲ့တစ်ဖက်ကတလောက်ကောင်းတာတောင်တစ်ဖက်ကလည်းဆိုးမှဆိုးဒီစလုံးတွေကိုညံ့အောင်ပြောလို့ရတဲ့စလုံးရှိရင်ပရိသတ်ပြောစမ်းမှပြောလို့ရသေးတယ်အဲ့ဒါလောက်ဆိုးတဲ့လူတွေမရှိဘူးလားတစ်ဖက်စီးနှင်းကောင်းနေတာကိုလေတစ်ဖက်ကလုံးဝကျေးဇူးတရားကိုမသိဘူးမမြင်ဘူးတစ်ဖက်ကပရိသတ်ကြီးအတိညာကြီးလို့နားလည်နိုင်လေခွန်းလွတ်နိုင်လေဟာတစ်ဖက်ကပရိသတ်ကြီးလိုရာမရရတာမလို့ပရိသတ်ကြီးအရွက်တိုက်လေနောက်ဆုံးတော့ပရိသတ်ကြီးသူနိုင်ကိုယ်နိုင်အပြိုင်ကျဲနေကြတာဘာမှဝေကျွေးဆက်တဲ့ပွဲဘာဆက်တဲ့ပွဲအေးအဲ့တော့ပရိသတ်ကြီးငြိမ်းချမ်းအောင်ဘလို့နီးနဲ့လုပ်မလဲအဲ့တော့ပရိသတ်ကြီးဒီနေရာမှာအခုဗျမစိုးတရား၄ပါးဒါလေးကိုအာလုံးပရိသတ်ကြီးမှတ်သွားပါပွားများပုံလေးကိုဦးဇင်းတို့ကြကြနနပရိသတ်ကြီးကိုပြောပါမယ်ကဲဗျမစိုးတရား၄ပါးတည်ထားလိုက်မေတ္တာကရုဏာမုရိဒာဥပေက္ခဗျမစိုးတရားဘယ်နှပါးကဲဘုန်းကြီးလွတ်မထားနဲ့သူတို့ရမယ်တင်လို့ကိုကဘာမှပြောသူ့အတူကြဟမ်နဲ့ဖြစ်ကဲပြန်ပြောဘာတွေတော့မဲ့တော်သေးမစိုးပါဘူးနော်ရစေခြင်းလို့ပါဗျာရစေခြင်းလို့ပါမလေးဘုန်းကြီးကလည်းဟောရင်မေးမရရင်စိတ်တူတာစိတ်မရှိဘူးလို့မထင်နဲ့မဟုတ်ဘူးအဲ့ဒါမှတ်မိစေခြင်းလို့ပါဟိုအင်တာနက်ကလို့ပြောရင်ချစ်လို့ပြောတာမှတ်ပါမုန်းလို့ပြောတာဟုတ်ရဲ့လားအေးပါဆရာတကဒီလိုမှပေါ့နော်အဲ့တော့မေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဥပေက္ခရဲ့ဆိုပြီးဗျမစိုးတရားပြန်ပါအေးသာသမီပေါ်မှာပဲဖြစ်ဖြစ်မိတ်ဆွေသင်္ကအပေါင်းအသင်းရောင်းရင်ပေါ်မှာပဲဖြစ်ဖြစ်ကိုတွေးသမျှလူတွေအကုန်လုံးတိမေတ္တာအဆင့်ထားနိုင်ရင်ထားမေတ္တာအဆင့်မထားနိုင်လို့ရှိရင်ဒေါသကနေရာဝင်းယူသွားမယ်ဆိုရင်မကောင်းကျိုးတွေဖြစ်ရောမလား
အဲ့တော့ပြိဿကြီးဗြဟ္မစိုးတရား၄ပါးပွားများတဲ့နေရာမှာကြော်လိုက်မေတ္တာအဆင့်မပွားနိုင်တော့ဘူးဆိုလို့ရှိရင်ဥပေက္ခရှင်းရလားတခြားမှတ်တာနော်မေတ္တာမပွားနိုင်တဲ့သူတယောက်ကိုပြိဿကြီးမေတ္တာမထားနိုင်တော့ဘူးဆိုလို့ရှိရင်ဒေါသဝင်လာတယ်နော်အေးမကျေနပ်တဲ့ဒေါသတွေဝင်လာမယ်ငါကောင်းပါလေကနဲ့မကောင်းဘူးဆိုတာဝင်လာလိမ့်မယ်အဲဒါကြောင့်ပြိဿရေမေတ္တာအစင်မထားနိုင်ဘူးဆိုရင်ကြော်လိုက်ပါဥပေက္ခပွားပါတယ်တော့အေးဥပေက္ခပွားဆိုတာသူနဲ့ပတ်သက်ပြီးတော့ပြိဿကြီးဒေါသအာဃာတတွေလည်းမဖြစ်ပါနဲ့ယဉ်ညူတွေလည်းမဖြစ်ပါနဲ့သဗ္ဗေတတ္တကမ္မတက္ကကမ္မန္တတေဝိပဇတိသူကံသူစီရင်သွားတာပဲအဲ့တော့ငါကသူနဲ့ပတ်သက်ပြီးတော့အာဟုသူအဖြစ်မခံနိုင်တော့ဘူးအဲ့တော့ပြိဿကြီးခင်မြောင်ပြောမယ်ဆိုလို့ရှိရင်တော့သူ့ဘောမှာမကောင်းတာတွေဖြစ်ပါစေဆိုတဲ့စိတ်တော့တစိုးတစိတ်မှမရှိလေနဲ့လွတ်အောင်နေတဲ့နီးဘာနီးသူနဲ့ပတ်သက်ပြီးတော့အကြောင်းကြားလည်းမဆိုင်တော့ဘူးတောင်းတမှုတွေလည်းမဖြစ်တော့ဘူးဩကိုကောင်းတယ်လို့သူမှမကောင်းတာပဲကိုတွဲခေါ်ပါတယ်သူမှမလိုက်နိုင်တာပဲလူတွေဟာသူ့အဆင့်နဲ့သူကွဲပြားသွားတယ်ဆိုတာသူတို့ရဲ့ပြိဿကြီးမူရင်းစိတ်ဓာတ်တွေကနေသူတို့ရဲ့ဘဝကိုခွဲခြားသွားတာမှန်ရလားပြိဿကြီးအဲ့ဒါတတိချပြိဿကြီးယုံကြည်ကြဒါတဘာဝတရားဘသူကမှလူတယောက်ကိုအစင်းနှိမ့်အောင်လုပ်လို့မရဘူးနှိမ့်တာဘာကြောင့်နှိမ့်လဲ तू ကသူ့စိတ်သူ့ကိုယ်ကနှိမ့်လို့နှိမ့်လူတယောက်မြင့်တင်ပေးတယ်ဆိုတော့ဘသူမှကက်တင်ရှင်မရှိဘူးဘသူမှပြိဿကြီးဖန်ဆင်းရှင်မရှိဘူး तू ကသူစ조사လို့ तू ကသူပြိဿကြီးစိတ်ကောင်းစိတ်မြတ်ရှိလို့ဒါဟာမြင့်တာမှန်ရလားပြိဿကြီးအေးအဲ့ဒါကြောင့်မနာလို့စရာလည်းမလိုဝန်တိုးစရာလည်းမရှိဘူးကိုဘဝကိုအစင်းကိုမြင့်အောင်ပါမှန်ရလားပြိဿကြီးမေတ္တာပွားနိုင်ရင်ပွားမေတ္တာမပွားနိုင်ရင်ဥပေက္ခပွားနောက်တစ်ခုဆက်မှတ်ပါကရုဏာပွားနိုင်ရင်ပွားကရုဏာဆိုတာကသနာတာသူ့ဘဝလေးသနာပါတယ်သနာစရာလေးပါသနာစရာလေးပါဟောသနာလို့ကရုဏာနဲ့ကူညီတယ်ဒါပေမဲ့ပြိဿကြီးရေဟိုဗမာစကားပုံလိုပဲငပိရတော့ဗာတဲ့အဲ့ကြတော့ဒီကရုဏာသနာတဲ့စိတ်ပြည့်ရောမောလားမပြတ်ဘူးလားကဲပြိဿကြီးပြက်အောင်သူများလှုပ်တာလားသူတို့လှုပ်တာလားနောက်ကြရင်ပြိဿကြီးမောင်းထုတ်ခြင်းလောက်အောင်ဖြစ်သွားတယ်မဟုတ်ဘူးလားအဲ့ဒီမှာပြိဿကြီးမောင်းလည်းမထုတ်လိုက်ပါနဲ့တော့သူတို့ကိုမြင်ပြီးတော့အကုသိုလ်မဖြစ်လိုက်ပါနဲ့တော့ကရုဏာမထားနိုင်ရင်ပြိဿကြီးအဲ့ဒီအပေါ်မှာနိုင်တဲ့စိတ်တွေဝင်လာမှာဆိုလို့ဥပေက္ခပွားပါဘာပွားမေတ္တာထားနိုင်ရင်ထားမထားနိုင်ရင်ဥပေက္ခပွားကရုဏာထားနိုင်ရင်ထားမထားနိုင်ရင်ဘာတော့ဥပေက္ခပွားဟောနောက်တကမုဒိတာဆိုတာဟာပြိဿကြီးအလွန်ဖြစ်ခဲတယ်နော်ခက်တယ်နေဇာနာတာဆင်းရဲတဲ့လူတယောက်တွေ့ရင်ထမင်းမစားရသေးတဲ့လူတယောက်ကိုတွေ့ရင်ဘာပဲဖြစ်ပြိဿကြီးတကယ်ကိုမျက်စိအောက်ကိုတွေ့တယ်ဆိုရင်ပေးနိုင်တာမပေးနိုင်တာအသာထားသနာပါတယ်ဆိုတဲ့သနာတဲ့စိတ်ကလေးတော့ကဲပြိဿကြီးမဖြစ်ဘူးလားအဲ့ဒီသနာတဲ့ကရုဏာကဖြစ်လွယ်တယ်အဲ့ဒါသနာတဲ့ကရုဏာစိတ်ကဖြစ်လွယ်တယ်သနာပါတယ်ကိုပေးနိုင်တာမပေးနိုင်တာအသာထားသနာပါတယ်အခုလည်းပြိဿကြီးလမ်းပေးပါလေဟုတ်လားတောင်းနေရတဲ့ပုံကိုယ်တွေတွေ့သနာပါတယ်ဒါပေမဲ့စိတ်မကောင်းတာတော့ရှိတယ်ပြိဿကြီးနော်အရွယ်မရောက်သေးတဲ့ကလေးတွေကိုတောင်းခိုင်းတာဒါမျိုးတွေကမဖြစ်သေးဘူးဒီကလေးတွေကဒါအလုံးမှတ်ပြီးဒါပဲသူတို့ဘဝမှာစိတ်ဆွဲသွားရင်ပြီးရောတချို့မိဘတွေကတနေရာမှာထိုင်ကလေးတွေတောင်းခိုင်းမဟုတ်ဘူးလားပြိဿကြီးစိတ်ညစ်စရာပဲသနာပါတယ်ဒါပဲပြိဿကြီးသနာတဲ့စိတ်ကတော့တွားရင်လာရင်လူတိုင်းပေါ်တယ်ဒါကရုဏာဖြစ်ဖို့လွယ်တယ်လို့ပြောချင်တယ်လူတယောက်ချမ်းသာတာကိုကြည့်ကိုတကယ်ချမ်းသာတယ်လို့ပြိဿကြီးသူ့အတွက်ဝမ်းသာပြီးပေးနိုင်တယ်ဆိုတာပြိဿကြီးသေချာပွင့်ပွင့်လင်းလင်းရှင်းရှင်းပြောအောင်ဖြစ်ခဲတယ်နော်မှန်တဲ့တိုင်းပြောမဖြစ်ဘူးခဲဘူးလားတကယ်ကိုသူနဲ့ကိုနဲ့ဟုတ်လားဟိုသူရင်သားရင်လို့မေတ္တာချင်းမျှပြီးတော့ချစ်ခင်တဲ့သူမျိုးဆိုလို့ရှိရင်သူချမ်းသာရင်ကိုချမ်းသာတယ်လို့ပဲသူရရင်ကိုရတယ်လို့ပဲအဲ့ဒီအစဉ်မျိုးကြမှာမုဒိတာဆိုတာပေါ်တာတာမန်အနေအချင်းတော့ဒီလူတွေချမ်းသာဘာလို့များချမ်းသာပါလဲ
ကဲမကောင်းတာအစတွေးတာသူကသူဘာလို့ချမ်းသာကိုယ်အရေးလားမုရိဒာမပွားနိုင်တဲ့အကြောင်းပြောတာမှန်ရလားပရိသတ်ကြီးကရုဏာဖြစ်ဖို့လွယ်တယ်မုရိဒာဖြစ်ဖို့ခက်တယ်မှန်ရလားဗျာအေးအဲ့တော့မုရိဒာမပွားနိုင်ဘူးဆိုရင်ပြိုင်တတ်တယ်ဒီကောင်လေးဘယ်ကားစီးနေတာလဲဘယ်မော်ဒယ်စီးတာလဲပရိသတ်ကြီးလိုက်ပြီးတော့ပြိုင်တယ်မပြိုင်ဘူးလားအိမ်ချင်းပြိုင်တယ်စိတ်ချင်းပြိုင်တယ်သားချင်းပြိုင်တယ်သမီးချင်းပြိုင်တယ်ဟုတ်လားပရိသတ်ကြီးအလားချင်းပြိုင်တယ်ဒနာချင်းပြိုင်တယ်အမေပရိသတ်ကြီးကားချင်းလည်းပြိုင်တယ်မပြိုင်ဘူးလားပြိုင်တယ်လူတွေပရိသတ်ကြီးပြိုင်ကြသလားဘုန်းကြီးတွေရောမပြိုင်ဘူးလားဆိုတော့အဲ့ဒါပရိသတ်ကြီးကိုအကြောင်းကိုသိကြပါလားအဲ့တော့ကိုယ့်ဟာကိုဟုတ်လားငြိမ်းချမ်းအောင်နေတတ်ရင်အကောင်းဆုံးပါပဲအဲ့တော့ပရိသတ်ကြီးဘုန်းကြီးတွေကပြိုင်တာမပြိုင်တာအသာထားလိုက်အောင်ဘုန်းကြီးကိုးကွယ်တဲ့တရားဓမ္မတွေကဘုန်းကြီးချင်းပြိုင်တယ်ဗျာမပြိုင်ဘူးလားငါဘုန်းကြီးကဘယ်လိုနင်တို့ဘုန်းကြီးကဘယ်လိုဘုန်းကြီးတွေကတော့ပရိသတ်ကြီးသူเจ้าသူဟာသူကိုင်းပရိသတ်ကြီးနေတယ်ပဲထားပါတရားဓမ္မတွေကပရိသတ်ကြီးဘုန်းကြီးချင်းမပြိုင်ဘူးလားပြိုင်တယ်နော်ပရိသတ်ကြီးဟောနေရာဌာနအတိအကျကြီးပြောလို့တော့မကောင်းပါဘူးကဲအဲ့ဒါတော့ပြောမနေပါနဲ့တော့ဟောပရိသတ်ကြီးတရားပွဲရင်ကျင်းပါတယ်ကြွလာတဲ့ဓမ္မဂရိကဆရာတော်လေးဘယ်စတော်ကဘယ်လိုကားနဲ့ကြွတာဆိုတာသူတို့ပြိုင်ပုံရတယ်အဲ့တော့ဦးစင်းကိုတရားပွဲပင့်သွားတယ်ဒကာကြီးတယောက်ကပြန်တော့ရှောက်သွားတယ်ဩဘာတရားနာကျင်လို့များရှောက်သွားပါလိမ့်မလဲအောင်းမေးတယ်သူကတယောက်ထဲချမ်းပြီးဖုံဖုံတပည့်တော်ရှောက်ခဲ့အောင်ပဲရှောက်ပါဗျာဘာတော့ကားကညံ့စီနဲ့တော့ဟောမြဘာများရှောက်လို့ပါလဲအောင်မေကားမညံ့စေနဲ့တဲ့ပရိသတ်ကြီးသူဟာကကားပင်လာလားတရားပင်လာလားမသိအခုအမှန်တိုင်းပြောတာကားတွေပေါ်လာတဲ့ခေတ်မှာပရိသတ်ကြီးသာသနာပြုဓမ္မတူတာခရီးမှာဖုံးမရှိရင်လည်းမဖြစ်ပြန်ဘူးကားမရှိရင်လည်းအစင်းမပြေပြန်ဘူးအဲ့ဒါကြောင့်မလို့သာသနာပြုတာဖုံးထောင်ကကားထောင်ရတာနဲ့တခါတလေစိတ်ညစ်တယ်ဒါအမှန်တိုင်းပြောတာကားတွေမြန်ပေါ်လာလို့သူတို့ပါသူတို့ပြင်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကဘာမှကိုမထောင်ကျင်တော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကားရှိတော့ကားအပူသားရှိတော့သားအပူကဲမပူဘူးလားပူရတယ်ဝါလျှော့ဆရာနဲ့ဆိုလို့ရှိရင်ပြိဿကြီးဘုရားရှိခိုးသလိုနေတိုင်းဆက်ဆံနေရခံစားမိတာပြောတော့သူတို့မပါလည်းမဖြစ်ဘူးလေမှန်ရလားပြိဿကြီးအေးအဲ့ဒီလိုဒါကြောင့်ပရိသတ်ကြီးမျိုးကလူတွေကြည့်လိုက်တော့ကားချင်းပြိုင်တယ်ဟိုရွာဘက်ရောက်တော့မဲ့နွားချင်းပြိုင်တယ်မပြိုင်ဘူးမထင်နဲ့ကဲမပြိုင်ဘူးလားပြိုင်လားအခုပရိသတ်ကြီးရဲ့တယ်လီနောတွေပေါ်တော့ဟန်းဆက်ချင်းပြိုင်ပြန်မပြိုင်ဘူးလားပြိုင်နေကြတာပဲအေးအဲ့ဒါဘာလဲဆိုလို့ရှိရင်တယောက်စားရတာကိုတယောက်မနာလို့တာဝန်တို့တာကိုယ့်ရဲ့သားတော်မှာစိုးရိမ်တာကိုယ့်ရဲ့သားရာကိုကြည့်ပြီးတော့ပြိဿကြီးဝမ်းမမြောက်နိုင်တဲ့ကိစ္စအဲ့ဒါကြောင့်မုရိဒာပွားနိုင်ရင်ပွားမပွားနိုင်ရင်ကြော်လိုက်ဥပေက္ခမုရိဒာမပွားနိုင်ပြိုင်တတ်တယ်လေပြိုင်တယ်ဆိုမှတော့ပြိဿကြီးနိုင်ရင်လို့ပြိုင်တာလောဘသုစာအကုသိုလ်ဆိုလို့ရှိရင်အပေ၄ပါးပဲဒီလိုမဟုတ်လားအေးအဲ့ဒါကြောင့်ပြိဿကြီးမေတ္တာထားနိုင်ရင်ဓမ္မထားနိုင်ရင်ဥပေက္ခပွားကရုဏာထားနိုင်ရင်ဓမ္မထားနိုင်ရင်ဥပေက္ခပွားမုရိဒာပွားနိုင်ရင်ပွားမပွားနိုင်ရင်ဥပေက္ခပွားပါဩသူကလည်းသူချမ်းသာတာပဲအလုံးချမ်းသာကြပါလေဆိုတဲ့မေတ္တာဘာဝနာပွားပါအဲ့ဒါဒီမစိုးတရား၄ပါးပွားများတဲ့နီးလို့မှတ်ထားမှန်ရလားပြိဿကြီးအဲ့တော့သာသမီနဲ့မိဘဆိုတဲ့အခန်းကဏ္ဍမှာတော့သာသမီတိုင်းရဲ့အပေါ်မှာမိဘတိုင်းငါယခုပြောနေတဲ့မေတ္တာတရားယော့သွားတယ်လို့ရှိလားကရုဏာတရားယော့တယ်လို့ရှိသလားသာသမီတွေချမ်းသာရင်ဝမ်းသာတယ်ဆိုတဲ့မုရိဒာတရားယော့တယ်လို့ရှိလားပရိသတ်ရဲ့သားသမီးတွေဆိုရင်မရင်တောင်မှအပြစ်မယူတတ်ပဲနဲ့ဩသူတို့လေးတွေမလိမ္မာလို့မသိတတ်လို့ပဲဆိုပြီးတော့ခွင့်လွတ်တတ်တဲ့ဥပေက္ခနှလုံးသားနဲ့ရှင်သန်ပြီးတော့နေကြတာပါမှန်ရလားဒါကြောင့်မြတ်စွာဘုရားကဒီပြမစိုးတရား၄ပါးကိုလူသားမိဘကတဲ့သူတို့မွေးတဲ့သားသမီးအပေါ်မှာထားနိုင်တယ်
ပုဂ္ဂိုလ်တိုင်းပေါ်မှာတော့မထားနိုင်ဘူးထားပုထုဇဉ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တိုင်းပေါ်မှာတော့မထားနိုင်ဘူးဒါယောသားပွင့်လင်းစွာပြောတာကဲလူတိုင်းပေါ်မှာထားနိုင်လို့လားသို့တော့ကိုသားသမီးပေါ်ကိုတော့မထားနိုင်ဘူးလားထားနိုင်တယ်အမေဆိုတာပြိဿကြီးသားသမီးကိုထိလိုက်ရင်ကြက်သစ်မလို့လည်းမန်းဖီလာတတ်တယ်သားသမီးနဲ့ပတ်သက်လို့ရှိရင်ဒူးထောက်ရမယ်ဆိုလဲဝန်မလေးဘူးသားလေးအတွက်သမီးလေးအတွက်နော်မှားတာများရှိလို့တောင်းပန်ရမယ်ဆိုလဲအမေကဒူးထောက်နိုင်တယ်သူသားသမီးကိုစော်ကားလာရင်ထိပါလာရင်ပြိဿကြီးအမေဟာလေအသက်ဆုံးပြီးကြက်သစ်မလို့လည်းမန်းဖီလာတတ်တယ်ဒါပါလဲဆိုရင်မိဘရဲ့မေတ္တာအဖေလည်းဒီတိုင်းပါပဲမှန်ရလားဗျာဒါကြောင့်လူသားမိဘပဲဖြစ်လင်ငယ်စားဟောဒီဗြဟ္မစိုးတရား၄ပါးကိုသာသမီတို့ရဲ့အပေါ်မှာဟောဒီပရိသတ်ရဲ့အေယဝတီမြေကြီးကိုကြည်လိုက်စမ်းမှာတသွင်သွင်စီးပြီးတော့နေတယ်လို့အမြဲစီးဆင်းနေတဲ့မြေကြီးတစ်စင်းလို့နေ့လည်းစီညလည်းစီအမြဲတမ်းစီးနေတယ်ရက်နေတယ်လို့ရှိလားအဲ့တော့သာသမီတိုင်းရဲ့အပေါ်မှာမိဘတိုင်းထားတဲ့မေတ္တာတရားကရုဏာတရားမုဒိတာတရားဥပေက္ခတရားတွေကလည်းပဲအမြဲတမ်းသွင်သွင်စီးပြီးတော့နေတဲ့အတွက်ကြောင့်မြမတိဟိုဘဝမှာဆံမြန်းနေတဲ့မြမကြီးတွေနဲ့တူပါလေဟူ၍ဩစရိဩဇံတိကောင်းစွာမသွေမိတ်ဆိုတော်မူကြလေကုန်သတည်းဒါကြောင့်မိဘရဲ့မေတ္တာတရားကမြေရုလောက်မကရေရုလောက်မကလေရုလောက်မကပြိဿရဲ့မကြည့်ဘူးလားဒါကြောင့်တာမန်ပုဂ္ဂိုလ်တွေမဆိုတာနဲ့ယဟန်တော်များတောင်မှလှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးထိုက်တယ်ဒီလိုပြိဿရဲ့လေးလေးစားစားမြတ်ဗုဒ္ဓကလူသားမိဘကိုဂါရဝပြုဖို့သာသမီများအတွက်တာဝန်ကျေဖို့တနည်းပြောရင်လောကအလယ်မှာနေနေတဲ့အချိန်မှာခင်ဗျားတို့ပြောနေတဲ့အာလုံးသောသူတော်ကောင်းတို့ပြောနေတဲ့ရရကျေဖို့မိဘကိုပြုစုပါမိဘရှိတဲ့နဲ့မိဘပေါ်တာဝန်မကျေရင်ဘယ်ရရမှမကျေဘူးမှရှင်းလားမသိဘူးမိဘရင်ငုတ်လို့ရှိတယ်လေမိဘပေါ်တာဝန်မှမကျေဘူးဘယ်ရရခြေလို့ဘလို့ကျေမှာတော့ကျေပါမလားအေးဘုန်းတော်ကြီးသွန်မလောင်းရင်နေသွန်မကနိုင်ရင်နေအမေတော်ကြွေးကြအဖေတော်ကြွေးကြဦးဇင်းတို့တရင်ဝါလာကျွစတော်ကြီးတွေသွားကြတော့ဟဲ့ငါတပည့်အမေရှိသေးတယ်မို့လားမှန်ပါဗျာအဖေရောအဖေကတော့မရှိတော့ဘူးဗျာ6နှစ်ကျော်ပြီအဲ့တော့တယောက်တည်းကြရင်တဲ့အမေကိုပြုစုဟဲ့တို့မလူချင်းနေတို့များအမေမရှိတော့မှကျောင်းတိုင်းစတော်ကြီးတွေဖြစ်လို့အမေကိုပြုစုခြင်းနဲ့ကြွေးမွေးခြင်းနဲ့အဖေကိုပြုစုခြင်းနဲ့ကြွေးမွေးခြင်းနဲ့ဆိုတော့အမေနဲ့အဖေကမရှိတော့ဘူးတပရိသတ်ရဲ့ပြုစုခွင့်ရသေးရဲ့လားဒါဆိုရင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်ဘယ်သူရှိမှရမှာတော့အဖေနဲ့ပတ်သက်တဲ့ကုသိုလ်ပရိသတ်ရဲ့ဘယ်သူရှိမှရမှာတော့အလုံးကြားကြတယ်နော်ကြားတယ်မို့လားကြားရင်ပြီးတာမကြားဘူးလားလို့ရှင်နေမင်းတို့မိဘကျေးဇူးနဲ့ပတ်သက်လို့အဲ့ဒီမှာပရိသတ်ကြီးစကိုင်းနဲ့ဗုဒ္ဓလိုင်းကလည်းလွယ် MRTV ဘိုးကလည်းပဲပရိသတ်ကြီး2ရက်ချ3ရက်ချအတွက်တနိုင်ငံလုံးတော့ပြန့်နေပါပြီမိဘကျေးဇူးနဲ့ပတ်သက်ပြီးဦးဇင်းအထူးနာမည်ရပါတယ်အဲ့တော့မိဘကိုဦးဇင်းကလေးစားပါတယ်တန်ဖိုးထားပါတယ်အဖေဆိုလို့ရှိရင်ပရိသတ်ကြီးကွယ်လွန်ခဲ့ကြပြီးရွှေတကုံမြတ်ဘုရားဖူးခြင်းတယ်လို့ပြောသွားတယ်မဖူးလိုက်ရဘူးဘာဖြစ်လို့လဲသူမှမသွားနိုင်တာသားသမီးတွေညံ့လို့ပေါ့ဦးဇင်းတို့ကိုယ်တိုင်ညံ့လို့ပေါ့အဲ့တော့ဒီမှာပရိသတ်ကြီးအဖေကိုမပို့လိုက်ရလေခြင်းဆိုတဲ့နောင်တသောကဒီကနေ့ထိလည်းမပြောင်းပါဘူးသေသည်ထိလည်းပြောင်းမှာဟုတ်ပါဘူးဦးဇင်းတို့သာသနာပြုနေလို့သိမ်းပေါင်းရာထောင်ချီပြီးသာသနာအတွက်စွန့်လူညစဉ်ဓမ္မပလင်ကရတဲ့နဝကာမလူတော်များဖြင့်ဟောကိုလည်းယူသွားလို့ရတာမဟုတ်ဘူးသာသနာတော်အတွက်ပေးလူသိမ်းပေါင်းရာထောင်ချီတွက်ကြည့်ဘယ်နဲ့မလဲအဲ့တော့ပြိဿကြီးဒါသူများလူတာကိုပြန်လူတဲ့အဆင့်ပဲရှိဘာရီဘလောက်လူလို့သိမ်းပေါင်းရာထောင်ဘလောက်ချီနေပါပြီပြောအဖေနဲ့ပတ်သက်တဲ့ကုသိုလ်အဖေကိုမပို့လိုက်ရဘူးဆိုပြီးတော့ရင်ထဲမှာစူးနေတဲ့မြားညောက်ဒီကနေ့သိန်းတစ်ထောင်လူလို့ရောပျောက်ပါလားဒါကိုသိရင်ရှင်းတတ်ပါတယ်နော်ဒါကြောင့်အမေကိုလည်းသိန်းတစ်ထောင်နဲ့လည်းမလဲပါနဲ့အဖေကိုလည်းသိန်းတစ်ထောင်နဲ့လည်းမလဲပါနဲ့
တချို့ပရိသတ်ကြီးမင်္ဂလာဆောင်တဲ့နေရာမှာအမေရဲ့ဖေရဲ့နာမည်မတည့်ဘဲနဲ့ဂုံအတရေရှိလူကြီးမင်းတို့ရဲ့နာမည်သုံးပြီးကူပန့်ငွေများများရအောင်မျက်နှာကြီးကိုအမေဖေထဲ့တဲ့အမေကတော့ကအဖေကတော့ကဆင်းရဲတယ်ကောက်သိန်းကောက်စားရတယ်သူများအိမ်စရင်ကလှုပ်စားရတယ်ရိုးသားတဲ့ဂုံစားမဂုံဒါကျွန်တော်အမေပါဗျဒါကျွန်တော်အဖေပါဆိုပြီးဘာဖြစ်လို့မပြောနိုင်ရတာလဲအမေဟာဆင်းရဲတာကလွယ်လို့သားသမီးပေါ်မှာထားတဲ့မေတ္တာတရားကဘယ်သူနဲ့ပြိုင်မလဲဘယ်သူနဲ့ပြိုင်မလဲသူသားသမီးသူချစ်တဲ့နေရာမှာပြိဿကြီးရေသူလောက်လောကမှာမချစ်ဘူးဘယ်သူမှသူ့ကိုမမီဘူးလောက်တွက်ထားတာဒီလိုမေတ္တာမျိုးတွေနဲ့သားသမီးကိုချစ်တာမှန်ရလားပြိဿကြီးအဲ့တော့သားသမီးကခွင့်လာတော့အမေတို့အဖေတို့သမီးကိုခွင့်လွှတ်ပါသမီးကိုခွင့်ပြုပါဟိုးမြို့မှာပြီသမီးအတီတကြားဖြစ်ဖို့ခုံးအတီးရှိလူကြီးမင်းတွေရဲ့အလဲမှာအဲ့ဒီမှာသမီးမိတ်ဆွေတွေဟိုဘက်ဒီဘက်ဟောဒီပွဲစားကြီးနဲ့ပွဲကတော်ကြီးရဲ့မျက်နှာတွေဆိုလို့ရှိရင်အများကြီးပဲအဲ့ဒါကြောင့်သမီးဘဝပြည့်စုံဖို့ဂုဏ်တင့်တယ်ဖို့သူတို့နေရာမှာမိဘနှစ်ပါးရဲ့နေရာမှာသူတို့ကိုထည့်ခွင့်ပေးပါအဲ့တော့ပရိသတ်ကြီးအမေကလည်းပီတိမျက်ရည်တွေနဲ့ငါသမီးလေးအဆင်ပြေမယ်ဆိုရင်ထည့်အဖေကလည်းပဲခွင့်ပြုတယ်ကဲပရိသတ်ကြီးတာမန်ပုဂ္ဂိုလ်တွေခွင့်မပြုနိုင်တဲ့အနေအထားမျိုးမိဘနှစ်ပါးခွင့်မပြုနိုင်ဘူးလားကဲဘေးကနေကြည့်စမ်းကိုမွေးထားတဲ့သားသမီးမင်္ဂလာဆောင်တဲ့ချိန်ကျမှဒီစာရွက်ပေါ်တော်မှာအမေနာမည်အဖေနာမည်မထက်နိုင်ဘူးဆိုတော့ဟိုးဘေးကရာကြည့်ရင်စိတ်ထဲရှိတဲ့အတိုင်းပဲပြောမယ်ပါရိုက်စရာကောင်းမဟုတ်ဘူးလားမလေးတို့ကပါရိုက်ချင်နေတာသူ့အမေကမရိုက်ဘူးသူ့အဖေကမရိုက်ဘူးကျင်တတ်တယ်ငါသမီးအစဉ်ပြေရင်ပြီးရောကဲသူများမပေးနိုင်တဲ့မေတ္တာမပေးနိုင်ဘူးလားသူများတွေမထားနိုင်တဲ့မေတ္တာမျိုးသူ့အမေဖေကမထားနိုင်ဘူးလားဒါကြောင့်လူသားမိဘဆိုတော်ညာနဲ့ပြိဿကြီးဗြဟ္မာနဲ့တူတယ်လို့ပမာပုံခိုင်းနှိုင်းပြတာမိဘနှစ်ပါးပဲရှိတယ်ဒါကြောင့်ပြိဿကြီးအမေကိုရှော့မတွက်နဲ့အဖေကိုရှော့မတွက်နဲ့မလေးမစားမလုံးနဲ့အပြစ်ကြီးတယ်မလေးမစားလို့ရင်အပြစ်ကြီးတယ်တန်ဖိုးထားတာရဲ့လည်းအကျိုးများတယ်သက်ရှိဖရာပူဇော်ရတယ်လို့ပဲဗျာဒါကြောင့်ကိုယ့်အတွက်အမေရှိနေရင်အဖေရှိနေရင်ပြိဿကြီးရေရာခြေစရာဌာနကြီးတစ်ခုပဲကုသိုလ်တွေအများကြီးရတဲ့ဌာနကြီးတစ်ခုပဲကိုယ့်ပေါ်မှာတုံ့ပြန်မေတ္တာတရားတွေရနိုင်တဲ့ဌာနကြီးတစ်ခုပဲမှန်ရလားပြိဿကြီးအမေကွယ်ပြောက်သွားရင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်ရပါဦးမလားအဖေကွယ်ပြောင်းသွားပြီဆိုရင်ပြိဿရဲ့အဖေနဲ့ပတ်သက်တဲ့ကုသိုလ်ရပါဦးမလားမရနိုင်တော့ဘူးအဲ့ဒါကြောင့်ပြိဿရဲ့နောင်တဆိုတာနောင်မတပြီးတော့လွမ်းစောတတတရိယာလို့မနေပါနဲ့အမေကိုတန်ဖိုးထားပါအဖေကိုတန်ဖိုးထားပါအမေမရှိလျင်လားအဖေမရှိလျင်လားဆွေနီးစင်စေအောင်တော့အမြင်သာအသွင်ဆန်းပေးလိုက်နန်းတော်ကြီးအယုတ်အေးအမေရှိနေအောင်မယ်ဆိုရင်ပေါ့အဖေရှိနေအောင်မယ်ဆိုရင်ပေါ့စိတ်နေမရှိခြင်းနေပါစေတော့ရွှေတွေမရှိခြင်းနေပါစေတော့အစင်းမလာမွဲတော့သေးတော့လေတဲကုတ်ကလေးအေးရိပ်ငိမ်ပါခွဲမလွန်နိုင်ဘူးဆွဲညွတ်ခဲ့အမေနဲ့အေးခွဲမလွန်နိုင်ဘူးဆွဲညွတ်ခဲ့အဖေနဲ့အေးငြိမ့်တဲ့မြဲအလားတရားသာမီအေးသာပိုင်ပရမမရှိစိတ်မရှိလေမမိန်မီမေတ္တာတကူကြောင့်ရိုး၍မသွားပြိဿကြီးအမေမေတ္တာအဖေမေတ္တာရိုးတယ်လို့ရှိလားမရှိဘူးနော်ယခုပြိဿရဲ့တရားပလင်ပူဇော်ထားတာနောက်လည်းကြည့်ရအောင်ဒါကတော့အစစ်ဟိုကတော့အတုတွေဟမ်တရားပလင်ပူဇော်ထားတဲ့ဗန်းတွေသူအစင်းနဲ့သူအချင်းနဲ့သူရနံ့နဲ့သူအလားနဲ့သူတန်ဖိုးနဲ့သူမရှိဘူးဘယ်ပန်းဒီဘလို့မွေးဘယ်ပန်းဒီဘလောက်ပဲလှလာဘယ်ပန်းဒီဘလို့တန်ဖိုးရှိပါတယ်ပဲပြောပြိဿရဲ့2ရက်3ရက်4ရက်ညှိုး6ကျွေကြမြေခလို့သွားတာဓမ္မတာပါပဲမှန်ရလားအဲ့ဒါကြောင့်မို့လားမသိဘူးရှေ့ရဟာတွေကတော့ဗလာစတိတ်ပန်းနေမညှိုးအောင်လုပ်တာအဲ့တော့ပြိဿရဲ့ပန်းမျိုးတရားပန်းကဘာတို့ရဲ့အလှဟာ
အချိန်တိုင်းညှိုးချောင်းကြွေကြမြေခသွားပေမဲ့လို့မိဘနှစ်ပါးရဲ့နှလုံးသားထဲမှာရှိနေတဲ့မေတ္တာဆိုတဲ့ပန်းကရုဏာဆိုတဲ့ပန်းမုရိဒာဆိုတဲ့ပန်းဥပေက္ခဆိုတဲ့ပန်းအဲ့ဒီပန်းတွေကတော့အမြဲတမ်းလူပြိုလန်းဆန်းလို့အနေနေတော့ပါပဲမှန်ရဲ့လားဒီကနေ့ကွယ်လွန်သွားကြတဲ့မိဘတွေပြန်လာလို့များရမယ်ဆိုရင်မေးကြည့်စမ်းပါသားတို့အပေါ်သမီးတို့အပေါ်ယနေ့ဒီချစ်တုံးမယ်လားလို့မေးကြည့်စမ်းပါသင်္ခါရယုံနံမှုပြိဿကြီးသုတ်တံမှာဆွန့်ရတော့လည်းပဲသားတွေကိုစိတ်မချသမီးတွေကိုစိတ်မချပြိဿကြီးအဲ့ဒီလိုနဲ့ဆွန့်ခွန်သွားကြတဲ့မိဘတွေကြီးပါပဲဗျာမှန်ရလားပြိဿကြီးဒါကြောင့်အမေရှိတော့အမေရဲ့အပေါ်မှာတာဝန်ကျေပါစေအဖေရှိတော့အဖေရဲ့အပေါ်မှာဘာဖြစ်မလဲတာဝန်ကျေပါစေဒါကြောင့်လောကကြီးမှာပြိဿကြီးမိသားစုတစုမှာအဖေရမိသားစုတစုအတွက်အနန္တအရေးပိုင်းခြားကန့်သတ်မရှိတဲ့အရေးကိုပေးစွမ်းနိုင်တာအဖေပါဗျအမှန်ရဲ့လားဒါကြောင့်အဖေဆိုတာအိမ်ဦးနဲ့လို့တင်စားပါလေအဖေမကျေနပ်ရင်ဘာမှလုပ်လို့မရပါဘူးမရတောင်မှပြိဿကြီးလင်းအရင်မစားရဘူးဆိုရင်အိမ်ဦးနဲ့ဖြစ်တဲ့အဖေကိုအရင်ဦးချပြီးမှကိုစားရမှာမှန်ရလားပြိဿကြီးဒါကြောင့်အဖေရဲ့ကျေးဇူးတရားတွေကိုလည်းပဲနားလည်ပေးကြစမ်းပါအဖေရဲ့အရှိတ်အာဝါဒကိုလည်းပဲနားလည်ပေးကြစမ်းပါဒီကနေ့အဖေတွေကိုမေ့ကြည့်ခြင်းတယ်တကားကြီးတို့အစားလဲကျွေးမယ်တရားလဲပေးမယ်ရိတ်တာမှလာနေပါလားလို့ခေါ်ကြည့်တုတ်တောင်မလုပ်ဘူးဒါနဲ့ဦးစင်းကမေးကြည့်တယ်ဩအိမ်ကဒကမာကြီးတွေသားတွေသမီးတွေကခွင့်မလွတ်လို့နဲ့တူတယ်ဒကာကြီးတွေကြည်စမ်းမလုပ်ဘူးအိမ်ကဒကမာကြီးကလည်းပဲခွင့်မပြုဘူးသားတွေသမီးတွေကလည်းခွင့်မပြုဘူးနဲ့တူတယ်ဒါကကိုယ့်အထင်ဒါနဲ့ဆရာတကာဆိုတော့ယင်းဒီလို့မေးကြည့်တကာကြီးခင်ဗျာအိမ်မှာလည်းပဲစီဝါရေးလုံးမလုပ်တော့ဘူးအသက်ရွယ်လည်းကြီးပါပြီကို့အိမ်မှာလည်းဘာအလုံးမှမရှိတော့ပဲနဲ့ကဲအဲ့တော့ဗျာခင်ဗျာမိသားစုကခွင့်မပြုလို့လားကိုတရားကိုရှာကိုထုတ်ကိုပိုက်တန်တရာပါမယ်အလုပ်လုပ်ပါတော့လားဗျာဆိုပြီးတော့ဦးဇင်းတို့ပြောကြည့်တယ်အဲ့တော့သူကပြုံးပြီးနဲ့ဗျာဦးဇင်းကိုကြည့်တခါကြီးပြောကျင်တာတော့ရှိနေပါပြီကျုပ်ကြီးပြောနေရတာခင်ဗျားလည်းပြောဦးမှာပေါ့ဗျာရင်ထဲမှာရှိတဲ့အတိုင်းပြောစမ်းပါဆရာတကာဆိုတာတော်ပြီးတဲ့ကိုတော်ကဓမ္မဂရိကဆိုတော့ရှောက်ပြောမှာမပြောတာပြောမြတ်ကျုပ်ဘယ်သူမှမပြောဘူးတယောက်တည်းတော့မပြောပြဘူးလူစုံမမိုင်းနဲ့တတ်ပြောအဲ့ဒီမှာတခါကြီးပြောလိုက်တဲ့စကားကမိသားစုပေါ်မှာပြိဿကြီးအကျဉ်းမေတ္တာတွေဘလောက်ထိဖုံးနေတယ်ဆိုတာပြိဿကြီးဒါကိုသိစေခြင်းလို့ပါရှင်ဘုရားကမိသားစုကခွင့်မလွတ်လို့ထင်တာမိသားစုကခွင့်မလွတ်လို့ရှင်ဘုရားကထင်တာတပည့်တော်ပြောမယ်နော်တပည့်တော်ကိုကမသွားနိုင်တာဖယားအိမ်ကခွင့်မလွတ်လို့မှတာဘယ်ဟုတ်သူကိုယ်တိုင်းကိုကပြိဿကြီးသားလည်းမစွန့်နိုင်သေးဘူးသမီးလည်းမစွန့်နိုင်သေးဘူးဇနီးလည်းမစွန့်နိုင်သေးဘူးမိသားစုအပေါ်မှာပြိဿကြီးမေတ္တာတွေကရုဏာတွေမုရိဒာတွေဥပေက္ခတွေနဲ့တပည့်တော်ရှင်သန်တို့နေတော့ပါပဲဖရာအဲ့ဒါကြောင့်သူတို့ကသွားပါလို့ပြောပါတယ်တပည့်တော်ကိုကမသွားနိုင်တာပါဖရာရှင်ဘုရားကခေါ်တော်လဲမလာနိုင်သေးဘူးဖရာကဲဒါအဖေရဲ့ချစ်ချင်းမေတ္တာမို့လားယောက်ျားရံမဲ့ပြိဿကြီးတီတီတာတာမပြောတတ်လို့မပြောတာပဲရှိမယ်နော်ဖခင်ရဲ့နှလုံးသားကလည်းနူးညံ့ပါလေဗျာမှန်ရလားပြိဿကြီးဦးဇင်းတို့ကျေးဇူးရှင်ဖခင်တော်ကြီးပြိဿကြီးသက်ရှိတင်ရှားရှိတော့မှကျောင်းမှာရောက်လာတဲ့အခါဦးဇင်းကတရားဟောကြွားအဲ့ဒါမင်းညတော့ကဆိုရင်ဒါဦးဇင်းတို့မုံရွာမှာဟောတယ်ပြန်လာတော့နိုင်ပြန်တစ်ချက်ခွဲပြီပေါ့တရားနေ့ညကဆိုလို့ရှိရင်ပခုတ်ကူဆိုတော့ပိုးဝေးတယ်ပိုးဝေးတော့ကြောင်းရောက်တော့မနေ့3နာရီအဲ့တော့တခါကြီးရှိတော့မှပြိဿကြီးကျောင်းရှိမှာအဲ့ဒါထိုင်ဆောင်နေရှာတဲ့ရက်တောင်တစ်ဖြတ်နဲ့ခြင်ကြိုက်တာကိုအဲ့ဒါပြိဿကြီးဦးဇင်းတို့ပြန်လာတဲ့ထီတခါကြီးရဲ့အိပ်ပါတော့လားဗျာဒီပဲညက်တဲ့နေပြီနိုင်ပြန်တစ်ချက်တောင်ထိုးနေပြီဆိုတော့ပြိဿကြီးရဲ့သာသမီစိတ်ချမ်းသာအောင်ပြောတာတပည့်တော်အိပ်မပြောသေးလို့ပါဘယ်ဟုတ်မလဲဦးဇင်းကမိဘမေတ္တာတရားကိုတန်ဖိုးထားနော်ကိုယ်တိုင်ခံစားချက်နဲ့ဟောနေတာဆိုတော့သိလိုက်ပါပြီဩဖခင်ရဲ့မေတ္တာ
သားသမီးပြန်မလာသေးတော့သူ့ရဲ့ຢာတဲ့ကိုခေါင်းချပြီးမအိမ်နိုင်ရှာသေးဘူးလို့သိလိုက်ပါရဲ့လေဒါကြောင့်ပြိဿကြီးယင်ထဲကနေလက်ဦးချီပြီးပါရဲ့အဲ့တော့ဒီလိုမေတ္တာမျိုးပြိဿကြီးဒီအဖေကွယ်ပြောက်သွားပြီဆိုတော့ကဲဦးစိန်တို့ဒီကနေ့ထိုင်ဆောင်တဲ့သူမရှိပါဘူးအမေကလည်းသူ့အိမ်သူနေတာဆိုတော့ဦးစိန်ပြန်ရောက်ပလားဖုန်းလေးပါလေးတော့ဆက်ပါလားအမေလည်းပဲကြောင်းနေရင်ဒီတိုင်းပါပဲအဲ့တော့ဒီအဖေရဲ့မေတ္တာမျိုးဒီအဖေကပဲပေးနိုင်တာဒီအဖေမရှိတော့ဒီအဖေလောက်မေတ္တာမျိုးကဲပြိဿကြီးကိုယ့်ဘောမှာပေးမဲ့သူရှိသေးလားကိုလည်းဒီအဖေပေးတဲ့မေတ္တာမျိုးရပိုင်ခွင့်ရတာမျိုးရှိသေးလားအစားထိုးလို့ရမလားဒါဆိုရင်အဖေကိုချစ်ကြပါစေတန်ဖိုးထားတတ်ကြစမ်းပါအမေလည်းပဲဒီတိုင်းပါပဲယခုဟောလာဖြည်းဖြည်းနဲ့ဆောင်းသွင်းတော့မယ်ဆောင်းသွင်းတော့မယ်ဆိုရင်ယခုအမေရှိသေးတယ်ဆိုတော့အမေကတရားဝဲသွားတော့မယ်ဆိုရင်ကာနာပတ်ချလဲပြီးတော့ဦးစင်ဟိုရင်တွေဓာတ်ဘူးလေးဖြစ်တော့ဆောင်းသွားအောင်နော်ခြုံတယ်လေးပါရဲ့လားသင်္ကန်းထူထူလေးအပေါ်ယူသွားမာနေတာမာနေဒီနေ့ညပဲအထိဟောရမှာတော့ပြင်ပန်းလိုက်တာအမေနိုင်ငံတော်သာသနာရေးပေမို့ပြေးမလွတ်ပါသာသနာရေးမို့မေရဲ့ပြေးမလွတ်ပါဘူးပင့်ရှောင်ထားတယ်ဆိုပြန်တော့လည်းပဲနေပူပူမိုးရွာကြွားရမှာပဲအဲ့တော့ဘေးကတော့ပြိဿကြီးထင်ကြတာကတော့အမေလို့မဟုတ်ဘူးဘေးကထင်တာကဘလို့ထင်တယ်လဲအမလေးဒီကိုတော့ဘုံကြီးလိုက်တာတရားဝဲတွေပေါ်လိုက်တာဝတ္ထုငွေတွေရလိုက်တာသူတို့မြင်တဲ့သူတို့ပေါ့သူတကာတွေကချမ်းသာတယ်လို့ထင်မြင်ကြပြီသူတကာတွေကချမ်းသာတယ်လို့ထင်မြင်ကြပါသည်တချို့ကအဲ့ဒီလိုထင်မြင်ကြတယ်အမေကတော့ပြင်ပန်းလိုက်တာငါသားရဲ့အမေချက်ကြွေးပါမယ်ဆွန်းလေးတစ်လုံးအေးစီစီလေးဖုံးပေးပါအခုတော့ညလည်းပဲသူများအိတ်တဲ့ချိန်ပဲအေးရဆွန်းလေးလည်းပဲပြိဿကြီးရေကောင်းမှမစားရအဲ့တော့ပြိဿကြီးနေ့လည်းပဲဧည့်သည်တွေဟုတ်လားယခုဆိုရင်ဖုံးပြောရတာတွေနားတွေကိုကြိုက်နေပြီမပြောလို့ကလည်းမဖြစ်ပြန်အခုဆိုရင်ပြိဿကြီးရဲ့တယ်လီနောတွေကပေါ်လာတဲ့အခါကျတော့ပို့ပြီးတော့ဆိုးလာပြီဖုံးလာတယ်မကြိုက်လို့လည်းမဖြစ်ဘူးဖုံးဆိုတာကိုယ့်ရဲ့ကြီးတဲ့စရောကြီးကများဆက်သလားဆရာတော်တွေကများဆက်သလားအရေးကြီးတဲ့ပုဂ္ဂိုလ်တွေကများဆက်သလားဒီလိုရှိသေးတာဟုတ်ဗျာနော်ဖုန်းနံပါတ်ကလည်းသေချာရိုက်ထည့်ထားရင်တော့မှတ်မိတာပေါ့အကုန်လုံးကြီးတော့လည်းဘယ်မှတ်မိနိုင်မလဲအဲ့တော့ဖုန်းဆက်တော့အလိုပြောပါဆိုတော့ဖုန်းတပည့်တော့မသိဘူးလားဟောဗျာအများနဲ့တနိုင်ငံလုံးနဲ့ဘယ်နဲ့လုံးမသိဘူးလို့ပြောရင်လည်းရိုင်းရကြမယ်ဟေးကွယ်ဖုန်းနဲ့ဆိုတော့တမျိုးလည်းမတင်ပါနဲ့သိကံမှာဖွင့်လို့ပါမမှတ်မိဘူးနည်းနည်းပါးပါးလေးတော့အစပေါ်ပြောအောင်ပါပေါ့ဆိုတော့ဖုန်းကလည်းတပည့်တော်မသိဘူးလားဟောဗျာဒုက္ခပဲကိုကတောင်းပန်သူကိုကအားရမဟုတ်ဘူးခေါင်းကိုကိုက်ပြီးစိတ်ကိုညစ်နေပြီမလေးပြိဿကြီးစိတ်တို့လို့ဖုံးချလိုက်ပြန်လဲတမျိုးဖြစ်မယ်စိတ်တို့တဲ့အတန်ထွက်ပြန်ရင်လဲတမျိုးထင်အောင်မယ်ဘုန်းကြီးဒုက္ခမလွယ်ပါလားနာမည်ကြီးလေပိုးမလွယ်လေပဲအဲ့တော့ပြိဿကြီးကဲပါပြောပါဦးစင်မအားလို့ပါအခုလည်းပဲကားမောင်းသွားရင်ကားပေါ်မှာမို့ပါဆွမ်းစားသွားနေလို့ပါမကြခင်အခမ်းအနားစတော့မှာမို့ပါအဲ့တော့ပြောပါဆိုတဲ့အခါကျတော့တပည့်တော်ဘယ်သူပါတဲ့အေးကဲလိုရင်းတာပြောပြီးတော့ကိစ္စဘာကိစ္စတော့ဘာကိစ္စတော့ဘာရင်လို့အကြောင်းလည်းမရှိပါဘူးတပည့်တော်ဖုံးလေးဝယ်ပြီးလို့စမ်းကြည့်မလေးဗျာရပြိဿကြီးဒါနဲ့ပြိဿကြီးကိုယ်စိတ်ထဲမှာတော့ပြောချင်တာပေါ့လေဆိုချင်တာပေါ့နော်ဒါပေမဲ့မပြောတော့ပါဘူးကိုယ်စိတ်ကိုလျှော့ချပြီးတော့ဒါနဲ့မင်းဘယ်နာဆက်ငါတော့လို့မေးကြည့်တပည့်တော့နွားကြောင်းရင်းဆက်အရေးမပါတာဘူးနော်ဒီဘုန်းကြီးမှလာဆက်နောက်ဒါနဲ့ပြိဿကြီးအဲ့ဒီဘုန်းနံပါတ်မျိုးနဲ့မှတ်မိသလောက်မှတ်ထားရတယ်အဲ့ဒီလိုဘုန်းနံပါတ်မျိုးဆိုလို့ချင်းအနာရှိတဲ့ကိုရင်တွေ့ဦးစင်းတွေ့ရော့ကိုင်းနိုင်စံကိုယ့်အကိုပြောချင်ရတာပြောလိုက်တော့ကဲအဲ့တော့ပြိဿပေါင်းသူတော်ကောင်းဟုတ်လားဘဝမှာပြိဿကြီးအရေးကြီးတာတွေလည်းရှိတယ်အရေးမကြီးတာတွေလည်းရှိတယ်သို့တော်လည်းပဲသာသနာဝန်တန်းဆိုတဲ့နေရာမှာပြိဿကြီးအမေကချက်ကျွေးတဲ့ဆွမ်းတလုံးစားစရာရှိတာပဲဆိုပြီးတော့နေလို့မရပါရရလားပြိဿကြီးစိတ်ထဲမှာ
စိတ်ထဲမှာတန်ဝေယူလို့ကံမွေဟူဤအဖြစ်ကိုကွယ်နှစ်လို့ခံရတန်ဝေကယူပြီးစဉ်းစားလိုက်တော့ကံတရားပေးတဲ့အမွေပဲဗျာဘာပေးတဲ့အမွေလဲသာသနာပြုဖို့ပြိဿကြီးကံတရားကနေပြီးတော့ပေးလိုက်ပြန်ပြီကံတရားပေးတဲ့အမွေအဲ့ဒီအမွေကိုပြိဿကြီးနှစ်ပြီးတော့ခံရတာအဲ့တော့သူတကာတွေကချမ်းသာတယ်လို့ထင်ကြပါသည်သူတကာတွေကချမ်းသာတယ်လို့ထင်မြင်ကြသူတကယ်ဟောဒီကိုယ်တော်မှာဖြင့်မအေးရမစားရတဲ့ပြိဿကြီးမျက်လုံးမှာခြိုက်ပြီးဖတ်ဖို့မောမမောဘူးလားဘုံကြီးတဲ့ဆရောတိုင်းတကိုးကြီးတဲ့ဆရောတိုင်းနာမည်ကြီးတဲ့ဆရောတိုင်းဒီတိုင်းပဲဒါကြောင့်ပြိဿကြီးလာတိုင်းမတွေ့ရတာတို့တမျိုးမထင်တဲ့ကြာရင်ပြိဿကြီးပက်လက်လန်းလဲတော့မယ်အခုလဲပြိဿကြီးမင်းညကတစ်ချက်နှစ်ချက်မှရောက်တယ်နေ့ကြတော့လည်းမအေးရဘူးအလုံးလုံးရတာလည်းမပြောနဲ့တော့ကဲပြိဿကြီးအခုလဲဟောရပြန်ပြီမျက်လုံးတွေများစလို့တရားဝဲတွေကလည်းဆက်နေတယ်မနဲ့အာယုံဆုံးကြွပါအောင်ဆိုတာမပိရင်စိတ်ဆိုးမှကြောက်လို့မျက်လုံးဆက်ဆက်နဲ့ထသွားရတာကရှိသေးတယ်ဟောအဲ့ဒီပွဲမှာတော့ပြောလို့ပဲကောင်းတယ်ပလင်ပေါ်မှာအခုနေတော့ခံစားချက်လေးတွေအကုန်ပြောလို့ရတာပါတကြောများပြိဿကြီးရေပင့်လို့မရရင်စိတ်ဆိုးသေးတယ်မလေးဘဲပေရင်ဆရာကဟောလိုက်တယ်မသိပါဘူးရှင်ဘုရားအနေကစားတင်တပည့်တော်တို့အိမ်ကိုမနဲ့အာယုံစွန်းကြွပါအေးဘယ်ချိန်ကြွရမှာလဲမလေးတပည့်တော်တို့အခါပေးတဲ့ပုဂ္ဂိုလ်ကကြီးမနိုးခင်တင်ရမယ်တဲ့ဖယားဒုက္ခပါပဲကွာဒီကြီးရဘယ်ချိန်တော့မှမသိဘူးကြီးမနိုးခင်ဆိုတော့မောမလေးခင်ပေါ့ဒါဆိုရင်ဦးဇင်းကပြောလိုက်တယ်အဲ့ဒီကြီးဗာမီတွန်တိုက်ထားလိုက်ဩကျုပ်ကညတရားပွဲကအဝေး highway ကနေပြန်လာရမှာကဲပြိဿကြီးကိုလိုချင်တာကိုဖြစ်ချင်တာပဲသိနော်အဲ့ဒီမှာတချို့ထေကြီးဝါကြီးစတော်ကြီးတွေပါမင်းငယ်ပါဆိုလို့သက်တော်80စတော်ကြီးတွေပါတွဲခေါ်ရဩဆရာတော်ကြီးတွေလည်းမေတ္တာကြီးမှတော့ပြိဿရဲ့ကိုเจ้าမို့ဆံပြုတ်ကလေးတောင်းနေရတာပဲလေသို့တော်တရားဓမ္မချင်းမြောက်တဲ့အနေနဲ့လှုပ်နဲ့ပြိဿကြီးရေဟုတ်လားနီးစပ်တဲ့တန်ဃာကတွဲခေါ်ပြီးတော့ဒီလိုကြွတော်မူကြရတယ်အဲ့ဒါဘယ်ချိန်တုန်းဆိုတော့ပြိဿရေပြာဆိုလားပြီးကြော်ကြီးမိုးမလင်းခင်4 နာရီလောက်ကထမျက်နှာတက်ရတယ်ဘယ်နဲ့ဗျာစောင်းကြုံနဲ့ကိုယ်ကောင်းမဲ့အချိန်တရားဓမ္မတွေတန်ခါချမ်းသာစေခြင်းလို့ရှိရင်ရင်းနှီးလို့ပြောတာနော်ချမ်းသာအောင်လုပ်ကြဘယ်ချိန်လုပ်လို့ကုသိုလ်ဟာကုသိုလ်ပဲနော်အေးအဲ့ဒီမှာအစိုးကြီးဗျာစတော်ကြီးတွေလည်းကြွားရဦးဇင်းတို့လည်းမျက်လုံးနေစားလို့နော်အဲ့ဒီလိုမျိုးကြွားရတယ်အလုံးသိခံရတာပေါ့ဗျာဒီနေရာမှာပြိဿကြီးရေဟုတ်လားလိုချင်မှုတွေရချင်မှုတွေနဲ့ဒီလိုမဟုတ်ပါဘူးမှန်တဲ့သစ္စာဆိုရဲပါပဲတချို့နားမလဲဘာမလဲဘာပြောတယ်ကိုတော်တို့ကလည်းလောဘကြီးတယ်တပွဲလည်းအားမရဘူးနှစ်ပွဲလည်းအားမရဘူးဟာအဲ့ဒါလိုပြောတဲ့လူများရှိလို့ချင်းဟိုးမင်းနဲ့ငါနဲ့လဲပြချင်တယ်ကွာကိုပြောတဘောပြောတာလားမလေးဒီပွဲမှာခံစားချက်တွေအကုန်ပွင့်ထွက်ကုန်ပြီဟောတဘောပြောတာအလုံးကုသိုလ်ဖြစ်ဖို့အလုံးတို့အတွက်ယရဏတာအားလုံးအတွက်ယရဏထိုက်တဲ့သားဖြစ်အောင်သာသနာရေးတာဝန်ကိုထမ်းဆောင်ရတယ်မို့လားအေးအဲ့ဒီလိုမြင်ပါဗျာနော်အေးအဲ့ဒီမှာပြိဿကြီးအစောကြီးပင်တဲ့လူတွေကဟုတ်လားအစောကြီးပင်တဲ့အခါကျတော့ပြိဿကြီးဘေးအိမ်နီးနားချင်းကလည်းပဲမကောင်းတတ်လို့လားအစောကြီးအိမ်နီးချင်းမလို့ဖိတ်ထားတော့ထလာတာအဲ့ဒီတကာကြီးကြီးလိုက်ပြန်တော့လေသွားရင်လာရင်မျက်နှာတုပ်လာတာသူလည်းငါတို့လိုနေပါပဲအိမ်နီးနားချင်းမကဲနိုင်လို့လားနော်ဒါနဲ့သူကလည်းအဲ့ဒါသွားရင်လာရင်မျက်နှာတုပ်လာပြီးတော့အိမ်ပေါ်ရောက်တော့ဟိုရင်းနှီးတဲ့မိတ်ဆွေတွေဆိုတော့မင်းတို့ကလည်းကွာစောတော့လားဘုန်းကြီးတွေလည်းဒုက္ခရောက်ငါလည်းပဲအခုမှမျက်နှာတက်တယ်အဲ့ကြတော့အလူချင်းတကားကဘာပြန်ပြောလဲဆိုဘုရားမိုးလင်းသွားရင်တဲ့ဘုန်းကြီးတွေနဲ့လူတွေနဲ့ရောကုန်ပါလေအဲ့တော့စောစောစီးစီးဘုန်းကြီးတွေစောကြီးပြီးသွားတော့လေအေးကြည်အောင်ပြိဿကြီးမိုးလင်းရင်သူဖိတ်ထားတဲ့လူတွေနဲ့ရောကုန်ပါဆိုလို့တဲ့ဘုန်းကြီးတွေတော့အေးချင်းအေးငိုက်ချင်ငိုက်နော်ဘလို့နေတန်ဖိုးထားပုံကြီးကကွာနေတယ်ဒါလေးတွေလည်းပြိဿကြီးဂယုမဆိုင်တယ်မို့လားစိုက်တဲ့နဲ့အဲ့ဒါကြောင့်သာသနာရေးပေမို့ပြိဿကြီးရေပြေးပြီးတော့မလွတ်ပါလွတ်ရလားဟောဦးဇင်းဘောမှာသာသမီအရင်ကဲ့သို့မေတ္တာရှိတဲ့ယဟန်ဒကမာကြီးတွေလည်းတချို့ရှိကြပါရဲ့
ကြောင်းရောက်လာတဲ့အချိန်မှာမမရရပြိဿကြီးတမြန်နှစ်လောက်ကထင်တာပဲသတင်းကြိုလာပြီနေကြီးမိုးတွေကရွာအဲ့ဒီနေ့ကနေပွဲကကုသိုလ်တော်ကပင့်ထားတယ်မိုးတွေကလည်းသွားမဲ့ချိန်ရွာလိုက်တာမပြောပါနဲ့တော့ဦးစင်ကသင်္ကန်းလေးလဲပြီးတော့သင်္ကန်းယုံတော့ဒကမာကြီးကသာသမီတို့တန်ရုံးစင်ရှိတော့ရှင်ဖေဘဲကြွမလို့ဒကမာကြီးတရားဝဲပင့်ထားလို့သွားရလိမ့်မယ်တလောက်မိုးတွေရွာနာကိုတော့ဝါမနေနဲ့ဖြားတော့ပဲနဲ့တော့သူကသာသမီလို့ဒကမာကြီးအဲ့ဒီလိုတွက်လို့မဖြစ်ဘူးဗျာမိုးရွာနေဘူးဟိုဘက်ကပြက်ကွက်တယ်လို့ဒါအကြောင်းမကြရင်ကျွတ်တို့ကသွားရမှာဟိုကြမှာမဖြစ်ဘူးဆိုမှပြန်လှည့်ခဲ့ရမှာဗျာအဲ့တော့ကျမ်းမာရေးမကောင်းလို့ကိုမထနိုင်ရင်တော့လည်းမေတ္တာရခံပြီးမသွားပဲနေရမှာပေါ့အဲ့တော့သွားနိုင်တယ်များတော့ဒကမာကြီးရေသွားရမှာဗျာဆိုတော့အဲ့ဒီမှာဒကမာကြီးကခေါင်းနဲ့ညင်ပြီးဩရှင်ဘုရားတို့စားရတဲ့ဆွမ်းတလုံးမလွယ်ပါလားတပည့်တော်မကတပည့်တော်စိတ်ထဲရှိတဲ့အတိုင်းပြောတာတဲ့အဲ့ဒီလိုလေးပြောပြီးတော့လက်ဝလေးချီပြီးတော့ကဲကြွပါဗျာကြွပါဗျာကိုကျမ်းမာရဲ့ကိုလည်းဂရုစိုက်တော်မူပါဗျာကဲပရိသတ်ကြီးလွယ်ရဲ့လားဆွမ်းတလုံးလွယ်ရဲ့လားအေးဒါလေးတွေပြိဿရေသိပေးပါအဲ့ဒီတော့ပြိဿရေအဝိတနေကပြန်လာညတကောင်ပဲဘလောက်ပဲကြောအမေကလည်းထိုင်ဆောင်နေပါတယ်အဖေကလည်းထိုင်ဆောင်နေပါတယ်အဲ့ဒီလိုမေတ္တာမျိုးအမေရှိမှရမယ်အဖေရှိမှရမယ်ဒီကနေ့အဖေမရှိတော့ဘူးဆိုတော့ပြိဿရေအဖေပေးတဲ့မေတ္တာမျိုးရအောင်မလားအနန္တအရေးကြီးကွယ်ပြောက်သွားပြီဗျာဒါကြောင့်တို့ပရိသတ်များဖခင်ဆိုရာကပရိသတ်ရဲ့အဆုံးပိုင်းကြမရှိတဲ့အရေးတွေကိုပြီးစွမ်းနိုင်တဲ့အရေးကြီးပါဒါကြောင့်အဖေကိုလည်းလေးစားပါမြန်တို့ပါတန်ဖိုးထားကြစမ်းပါချစ်တတ်ကြစမ်းပါမှန်ရလားပရိသတ်ကြီးအဖေဟာနိဗ္ဗာန်ခေါ်ရင်မလိုက်နိုင်သေးပါဘူးဗျတရားတိုက်ကိုခေါ်ရင်မလိုက်နိုင်သေးပါဘူးရိတ်တာခေါ်ရင်မလိုက်နိုင်သေးပါဘူးဟေးစောစောကလို့မလိုက်နိုင်တဲ့အဖေဟာဟောတခါကြီးရေခမညာဥပမာလေးပြောပြဟောဒီမြို့ဟောဒီနေရာမှာရွှေထွက်တဲ့တွင်းရှိတယ်ဗျအဲ့ဒါခမညာရောက်အောင်သွားတေချာပုဂ္ဂိုလ်အမခံတယ်အဲ့ဒီနေရာမှာရွှေတွင်းရွှေထွက်တယ်ရေနံထွက်တယ်ကျောက်တံပရမထွက်တယ်အဲ့ဒီနေရာခမညာရောက်အောင်သွားတကယ့်ကိုတေချာပေါက်လဲရမယ်ရပိုင်ခွင့်လဲရှိတယ်တူးယူလို့လေရတယ်အဲ့ဒါခင်ဗျာသွားဆိုလို့ရှိရင်ခုတရားဝဲပြီးအောင်တော့စောင့်ပါမဟုတ်ဘူးတရားဝဲပြီးအောင်မစောင့်ဘူးဒကာကြီးတွေရှင်ဘုရားဘယ်နာမလဲကိုတော့လေးရှင်းမနေနဲ့မြန်မြန်ပြောသွားမယ်ဒီလိုပြောမဲ့ဒကာကြီးတွေကြီးပဲခင်ဗျာလမ်းကကြမ်းတမ်းတယ်နော်စဉ်းစားကြမ်းတမ်းမှဒီကိုတော့တေချာပေါက်လာရစမ်းပါခင်ဗျာခက်ခဲတယ်နော်လမ်းကဘလောက်ခက်ခဲသွားမယ်မတော်ခမရအသက်အန္တရာယ်ရှိပါစေအဲ့တော့အိမ်မှာကြံရတဲ့ဇနီးမယားသမီးသားတို့အတွက်တထေးဖြစ်ဖို့အရေးကြီးတယ်ဆိုပြီးသွားကြမယ်ဖခင်နေပါပဲဗျာမှန်ရလားဒါကြောင့်အဖေဟာနိဗ္ဗာန်ခေါ်ရင်ပြိဿရေမလိုက်နိုင်သေးပါဘူးဇနီးမယားသမီးသားတို့အတွက်စီးပွားရှာဖို့အန္တရာယ်များတဲ့တော်ကြီးမောင်မဲတဲ့ခေါ်ရင်တော့စီးပွားတာဖြစ်မယ်ဆိုရင်ပြိဿရေလိုက်ကြမယ်တကားကြီးတွေပါပဲမှန်ရလားဒါကြောင့်ပြိဿရေအဖေမေတ္တာကလည်းမကြည်မာဘူးလားဒါကြောင့်ဆိုလိုက်မြေရုရေရုလေရုဗမာမိဘနှစ်ပါးလှုပ်ကြွေရရှာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေသင့်ပါတယ်မြေရုရေရုလေရုဗမာမိဘနှစ်ပါးလှုပ်ကြွေရရှာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေးသင့်ပါတယ်ပရိသတ်ရေမလှုပ်ကြွေးသင့်ဘူးလားဒါကြောင့်အမေကျေးဇူးများသလိုအဖေလည်းကျေးဇူးများပါတယ်ဗိမိသာရမင်းကြီးတွေမဟုတ်ပါဘူးစံပြအနေနဲ့ကြည့်မယ်ဆိုရင်အားလုံးသိတဲ့ဘုရားရဲ့အကြောင်းတရားကဇေတဝန်အကြောင်းကြီးတရားကအနာရဘိသတိပရိသတ်ကြီးကြားဖို့တယ်မဟုတ်လားကြားဖို့ရင်မဟောတော့ဘူးနည်းနည်းတော့ပြောအဲ့တော့အနာရဘိကျောင်းတကာကြီးမှာပရိသတ်ကြီးသူကသောတာပန်
အဲ့ဒီမှာပြိဿကြီးသူ့မှာသားသမီးတွေရှိတယ်ပေါ့အဲ့ဒီတည်းကသားလေးတစ်ယောက်ကမောင်ကာလာတဲ့သားလေးတစ်ယောက်ကဘယ်သူလဲလို့အေးမောင်ကာလာဆိုတဲ့သားလေးကလူငယ်ဘာသာဘာဝပြီးပြီဖယားကြောင့်လည်းမရောက်ဘူးတရားလည်းမနာဘူးအဖေကဖယားကြောင့်ဒါယကသောတာပန်ပုဂ္ဂိုလ်ကြီးဒါပေမဲ့ပြိဿကြီးရဲ့သူသားကတော့ဟုတ်လားလူငယ်ဘာသာဘာဝအရာဒီလိုပဲပေါ့ပေါ့တန်တန်နေတယ်တဲ့အဲ့တော့သားလေးကိုကြည့်ပြီးအဖေကစိတ်မကောင်းဖယားနဲ့နှီးစားအောင်တရားနဲ့နှီးစားအောင်တန်ခါနဲ့နှီးစားအောင်ကုသိုလ်တရားတွေနဲ့ပြိဿရဲ့နှီးစားအောင်ငါဘယ်လိုလုပ်ရပါမလဲဆိုပြီးတော့ပြိဿရဲ့အဖေမေတ္တာကသူ့ဘောရောက်နေလိုက်တာအဲ့တော့လောကမှာတဲ့သူစဉ်းစားတယ်ငွေမမက်တဲ့သူဘယ်သူမှမရှိဘူးလောကမှာငွေမမက်တဲ့သူကဲပြိဿကြီးအားလုံးငွေနောက်ကိုလိုက်နေကြတာပဲမို့လားတတိယတော့မပါပါဘူးဘာညာဒါပါတော့ကိုမပါပြီးတာပါပဲများသောအားဖြင့်ပြောတာပါအဲ့တော့ငွေဆိုတာမမက်တဲ့သူမရှိဘူးပေါ့နော်ဒါဖခင်ကြီးရဲ့အတွေးလေးတစ်ချက်ကိုပြောမလို့အဲ့တော့ငါသားလည်းပတ်စံလိုချင်ပါပဲအဲ့တော့ငါသားလည်းပတ်စံလိုချင်ပါပဲအဲ့တော့ငါဘာလို့ရင်ကောင်းမလဲသူ့ကိုငါဒီတိုင်းမပေးဘူးငါသားလာအောင်မင်းကိုအဖေရလေအတပြားတရားပေးပြီမင်းဖះเจ้าကိုသွားဥပုသ်ဆောင်အောင်တရားနာရခင်ဗျာတကယ်ပြောတာလားတကယ်ပြောတာပေါ့ကွာအဲ့တော့ပြိဿကြီးတူအောင်ပြောကြစို့ပတ်စံတရားလိုချင်တာနဲ့ဖះเจ้าသွားတယ်ဒါပေမဲ့ဥပုသ်တော်မဆောင်ပါဘူးကျုံရเจ้าထိုးအိပ်ပြန်လာတာပဲအခုလည်းပြိဿကြီးရှင်နေမင်းတရားဝဲသွားတယ်เจ้าထိုးအိပ်ပြီးတော့ပြန်လာတယ်တော့မဖြစ်စေနဲ့တော့ပါသေးတယ်လမ်းမပေါ်ကျင်းပါတာဆိုတော့ဓမ္မယုံနဲ့လို့နန်းရံမီတိုင်လေးကွယ်နန်းရံလေးမှီပြီးအိပ်เสียမရှိတော့အဆင်ပြေတယ်နောက်ဒီလိုနေရာမျိုးလုပ်ကြအဲ့တော့ပြိဿကြီးဘုရားကြောင့်သွားဥပုသ်ဆောင်တရားနာသွားပတ်စံတရားပေးမယ်ဆိုတော့ပတ်စံလိုချင်လို့ပဲသွားတာပြိဿကြီးတရားလည်းမနာခဲ့ဘူးဥပုသ်လည်းမဆောင်ခဲ့ဘူးအဲ့ဒါနဲ့ပြန်လာပေးပတ်စံတရားပေးလိုက်ပြီအခြေအနေကြည့်တယ်တရားနာခဲ့ရင်ဘယ်ဒီလိုနေမလဲအသွင်လည်းမပြောင်းမြင်လည်းမပြောင်းပုံစံလည်းမပြောင်းဘာမှမပြောင်းအဲ့ဒါနဲ့ပြိဿကြီးနောက်တရက်ဆက်သွားပြန်လာပတ်စံတရားပေးဘာမှအချိုးမပြောင်းအဲ့တော့ငါတဆင့်တဲ့ဥမာဖြစ်မယ်အဲ့တော့ငါသားမင်းဘုရားကျောင်းကိုသွားတရားနာဘာတရားဟောလိုက်တယ်ဆိုတာကိုမင်းငါ့ကိုအကုန်လုံးလုံးစိပတ်စိပြန်ပြောနိုင်ရင်လေငါမင်းကို1000ပေးမယ်အဲ့တော့ငါ1000ကလည်းသိန်း1000လောက်ဖြစ်ရင်ဖြစ်မှာဟုတ်ဗျာနော်ဟာအဖေအဲ့လောက်ကြီးခမရတကယ်ပြောတာလားသူအံ့ဩတော့တကယ်ပြောတာဒါပေမဲ့မင်းဘက်ကတရားကိုလေလုံးစိပတ်စိတလုံးမကြံမင်းငါ့ကိုပြန်ပြောနိုင်ရအဲ့တော့မင်းစိန်လိုက်အဲ့ဒါနဲ့ပြိဿကြီးတရားနာတော့ပိုက်ဆံ1000လိုချင်တာနဲ့ပဲပြိဿရေအဲ့ဒီမှာဘုရားဟောတဲ့တရားကိုပြိဿကြီးတတိလည်းမလို့ပဲနာရပြီဘုရားကလည်းပဲမောင်ကာလကျွတ်တန်းဝင်တော့မယ်ဆိုတာသိပြီသိလို့မလို့အဲ့ဒီမောင်ကာလနာတဲ့တရားပွဲမှာဘုရားကလည်းတရားကတော်တော်နဲ့ကိုမပြီးနိုင်ဘူးအကုန်လုံးလက်ပတ်ပြီးတော့ဟောနေတာကိုအကြာကြီးပဲတဲ့ဒါနရောသီလရောဘာဝနာရောနော်ပြိဿကြီးစုံအောင်ဒါနကထာသီလကထာတက္ကကထာကာမနံအာရိနဝကထာနိဂမေအာနိတန္တာကထာသတုသစ္စာကထာကထာ6ပါးပြိဿရေစုံအောင်ဟောတယ်တဲ့အဲ့ဒီကထာ6ပါးဆိုတာပြိဿနဲ့စုံအောင်ပါပါသုတ်တန်တစ်ခုဝတ္ထုတစ်ခုနဲ့ဦးဇင်းတို့ဒါဒေသနာအစဉ်ဆိုတာဒီလိုရှိပါတယ်လို့ဒါဟောပြပါဦးမယ်နော်အဲ့ဒီလိုပြိဿရေကထာ6ပါးစုံအောင်ဘုရားမြတ်စွာကဟောတော်မူလိုက်တယ်အဲ့ဒီမှာပြိဿကြီးပတ်စံ1000လိုခြင်းနဲ့မောင်ကာလလုံးစီပတ်စီနာရပါပြီတတိလက်မလွတ်တန်းနာရပါပြီရည်ရွယ်ချက်ကတော့ပြိဿရေတရားရဖို့လားပတ်စံရဖို့လားတရားရဖို့လားပတ်စံရဖို့လားအေးပတ်စံရဖို့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် तू ကလုံးစိပတ်စိနာမပတ်စံကရမှာဆိုတော့တရားတော်နာပြစ်သွားပြီဟောနာရင်ပြိဿကြီးတကယ်တရားတွေကို तू စိတ်ရောက်သွားတာတကယ်တရားတွေကိုစိတ်ရောက်သွားပြီလေဆိုရောပြိဿကြီးရေအဲ့ဒီမှာလိုချင်တဲ့လောဘတဏှာဟာဒုက္ခကိုဖြစ်စေတယ်အဲ့ဒီလောဘတဏှာကဘလောက်ဖြစ်မပြည့်ဘူးဆိုတဲ့အတိတ်ပဲတွေသိသွားပြီအဲ့ဒီလိုသိသွားပြီလဲဆိုတော့သူ့ရဲ့ဉာဏ်စဉ်တွေကပြိဿကြီးအထွတ်ထိပ်ရောက်လို့သူလည်းသောတာပန်ဖြစ်တာပဲအဲ့တော့သောတာပန်ဖြစ်ပြီလဲဆိုရောပတ်စံ1000လိုချင်လို့လာပြီးတရားနာတာလူသိသွားရင်ရှက်เสียကောင်းလိုက်တာတဲ့စိတ်ကပြောင်းသွားပြီ
အခုလည်းဒီတရားပွဲကပြန်စိတ်ပြောင်းညာအမေပေါ်ချစ်တတ်ပါစေအဖေပေါ်ချစ်တတ်ပါစေစိတ်ပြောင်းညာနော်အေးပြောင်းညာဒါမှဟောတယ်မယ်ချွေးတီးကြအောင်ဟောတဲ့ဘုန်းကြီးဟောရကြုံနဲ့မယ်နော်ဒါကြောင့်တို့ပရိသတ်များဒီမှာသောတာပန်ဖြစ်ပြီလေဆိုရောသူပိုက်ဆံလိုခြင်းလို့တရားနာလာတယ်ဆိုတာကိုလူသိမှရှက်နေပြီတဲ့အမလေးတို့အိမ်မနေစဉ်ဖရာမူတာလို့တန်ဃာတော်တွေ2000လောက်ကြွတာနာရမေတရေကြီးရဲ့အိမ်မှာနေ့စဉ်ဆွန့်ကတ်တာတန်ဃာ2000နဲ့နော်အဲ့ဒီမှာတန်ဃာတွေကြွလာဖရာကြွလာအဲ့ဒီတန်ဃာတွေရှေ့များအဖေကနေပြီးတော့ငါသားမင်းတရားနာပြန်လာတာအဖေပတ်စံ1000မပေးရသေးဘူးလာသန်းရော့မင်းပတ်စံ1000ပေးမယ်အဖေကိုတရားတွေပြောပြစမ်းလို့များအဖေကများအမလီမတော်အဲ့ဒီလိုများခေါ်ပေးလိုက်ရင်တော့ဟိုးဖရာနဲ့တန်ဃာတွေရှေ့ရှက်စရာကြီးရှက်တတ်သွားပြီကြောက်တတ်သွားပြီပတ်စံလိုခြင်းလို့တရားနာတယ်ဆိုတာသိသွားမှာကိုသူစိုးရိမ်နေပြီအဲ့တော့အသွင်လည်းပြောင်းသွားပြီအမြင်လည်းပြောင်းသွားပြီအရှက်ကြောက်တွေရှိလာပြီကိုယ်အမူအရာတွေနှုတ်အမူအရာတွေနူညံ့သိမ်မွေ့ရင်ကျေးသွားပြီဥထုဇဉ်မဟုတ်တော့ဘူးသောတာပန်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာပြီအဲ့တော့ပရိသတ်ရေရှေးကအသွင်အပြင်နဲ့တူသေးတယ်ဒီမှာအဖေကလည်းသောတာပန်ပဲလေသိပြီငါသားတရားရလာပြီအေးအဲ့ဒီမှာပြိဿကြီးအဖေကပတ်စံခေါ်ပေးမယ်ဆိုတာကိုရှက်နေပြီအဲ့ဒီမှာအဖေဘာမှမပြောခင်အဖေရဲ့စေတနာမေတ္တာကိုသားနာလဲပါပြီအခုလေသားလည်းပဲဒိဋ္ဌိနဲ့ဝိသိကိစ္စသွားလို့သောတာပန်ဖြစ်ရပါပြီအဖေကျေးဇူးတွေပါဩသားလေးလူလိမ္မာလူတော်ကောင်းဖြစ်အောင်အပေတကားကြီးတတ်တန်တရားလုံးပိတ်သွားအောင်ဖယားနဲ့ယဉ်ဤအောင်တရားနဲ့ယဉ်ဤအောင်တန်ဃာတွေနဲ့ယဉ်ဤကုသိုလ်တွေပွားများနိုင်အောင်အဖေကလေးမလုံးလေးပေးပိုက်ဆံပေးပြီးတော့သားလေးမောင်ကာလအတွက်ပြိတ္တကြီးရေတရားသူတရားမြတ်တွေရအောင်အလွန်ကြီးမားတဲ့မေတ္တာတရားနဲ့စောင့်ရှောက်ခဲ့တာကျေးဇူးရှင်အဖေပါမှန်ရလားဒါကြောင့်ပရိသတ်ကြီးအမေနဲ့အဖေကသားလေးတွေအရွယ်ရောက်လာရင်ပညာတတ်ဖို့အရေးကိုကြီးလက်တော်ရွာလို့ပြောရမယ်ဆိုရင်သားလေးအရွယ်ရောက်ကြောင်းအပ်တဲ့အခါမှာအမေကဆွမ်းအိုကြီးကိုရွက်လို့အဖေကပရိသတ်ကြီးသားလေးကိုဆရာတော်ရဲ့အကြောင်းမှာရွာဦးကျောင်းမှာပခုံးနဲ့ထမ်းလို့ပရိသတ်ကြီးပုတ်ပြီးခဲ့တာအဖေပါအမေကရွာဦးကျောင်းဆရာတော်ပူဇော်ကြောကိုသားလေးကျောင်းအပ်ဖို့ဆွမ်းအိုကြီးရွက်အဖေကသားလေးကိုပခုံးမောထမ်းပညာတတ်ဖို့အရေးပညာသင်ဖို့အရေးအနံခဲ့တာပြိတ္တရဲ့အဖေပါဒါကြောင့်အမေရဲ့ကျေးဇူးများတယ်လို့အဖေရဲ့ကျေးဇူးလည်းမများဘူးလားအမေဖေရဲ့ကျေးဇူးတွေကုန်နိုင်ပါမလားဗျာဘယ်လောက်ဟောဘယ်လောက်ကြပြပွဲစာပွဲကုန်နိုင်တယ်လို့ရှိလားအေးကုန်နိုင်တယ်လို့မရှိဘူးဒါကြောင့်ပရိသတ်ကြီးရေမိဘကျေးဇူးတရားနဲ့ပတ်သက်ပြီးဟောရင်ဦးဇင်းတို့ဘလောက်ဟောကုန်နိုင်တယ်လို့မရှိပါဘူးဗျာဒါကြောင့်ပရိသတ်ကြီးအနန္တအရေးအဆုံးအပိုင်းကြားမရှိတဲ့အရေးအဝါဒကိုပေးစွမ်းနိုင်တာအဖေပါလို့ပရိသတ်ကြီးနားလည်ပါ10နာရီတောင်ထိုးပြီးပြီဟင်အမေကျေးဇူးအဖေကျေးဇူးဟောလို့ကတော့ဂုံပါဘူးဂုံမမလားမဂုံဘူးမဂုံတဲ့လူတော်ကြစို့မနက်ကထိန်ရလဲဟောအောင်တရားပြန်လဲမအေးရသေးဘူးအလုပ်တွေရှိသေးတယ်နော်အလုံးများတဲ့ဘုန်းကြီးကြတော့မျက်နာကိုမဲနေပြီးမှတာအားလုံးအတွက်ဘာသာသာသနာအတွက်စွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်တွေယန္နာမနေပါနဲ့ဘုရားရဲ့ဩဝါဒမကြခင်စွန့်ပြရမယ်ဒီခန္ဓာနာအသုံးချပါအမေကသားမလို့ရှိတာလေးချက်ကျွေးပါမယ်ဆိုလို့လဲဇိမ်းနဲ့စားပြီးမနေနိုင်ပါဘူးဟောကြီးညိုတဲ့သူရှိလို့ရှင်ဘုရားဆွမ်းញိုင်ပို့ပါမယ်အေးစေဖုံးပေးပါဆိုလို့လဲဦးဇင်းတို့မနေနိုင်ပါဘူးဘာဖြစ်လို့လဲကိုစွမ်းနိုင်တဲ့နေရာကဘာသာသာသနာအတွက်ကောင်းကျိုးတွေဖြစ်ဖို့ခொနည်းသာသမီနှလုံးစိမ်ဝမ်းငြိမ်းချမ်းဖို့ရန်အတွက်အားလုံးမသိတာလေးတွေသိတာမသိတာလေးတွေရှိရင်သိအောင်သိပြီးသားဖြစ်ရင်လည်းပဲပြိတ္တကြီးရှင်းသွားအောင်ဆိုပြီးတော့ဒါဦးဇင်းတို့ပြောဟောပါတယ်မှန်ရလားပြိတ္တကြီးအဲ့တော့သိကျင်တာလေးတခုမေးလျှောက်ထားတာရှိပါတယ်ပြန်ကဟသင်္ကန်းနဲ့ပတ်သက်ပြီးအကျိုးအပြစ်များအနည်းငယ်ရှင်းပြပေးတော်မူပါတဲ့ပြန်ကဟသင်္ကန်းနဲ့ပြောကြတယ်မဟုတ်လားမှန်တော့ပြန်ကဟသင်္ကန်းကဟဆိုတာယူလာပြန်ယူတဲ့သင်္ကန်း
ဘယ်ပြန်ယူဘယ်ပြန်ယူတာတော့ယူဘူးတယ်တဲ့ဘုန်းကြီးကျောင်းကနေပြန်ယူဒါကတော့ပြိဿကြီးရေပေးသူယူသူတို့ရဲ့နှလုံးသွင်းပေါ်မူတည်ပြီးတော့ဆုံးဖြတ်ရပါလိမ့်မယ်ပေးတာကဘယ်လိုပေးတာလဲယူတာကဘယ်လိုယူတာလဲပေးသူယူသူတို့ရဲ့နှလုံးသွင်းပေါ်မှာမူတည်ပါတယ်အမြင်အပြင်တော့ပြိဿကြီးရေသူများလူဝိသပြည်ငန်းပြန်ရောင်းယူတဲ့သူကလည်းဈေးပေါင်ရုံနဲ့ပြန်ယူဒါကတော့ဘေးကကိုယ်ထင်တဲ့ကိုယ်အမြင်နဲ့ဒီလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်အေးအဲ့ဒီလိုဆိုလို့ရှိရင်တော့ပြိဿကြီးရေဒါဟာသူတို့ရဲ့နှလုံးသွင်းအာဘော်ကိုမသိပဲနဲ့ဟုတ်လားကိုယ့်ဘက်ကတစ်ဖက်သက်ဆွဲချက်တင်မိမယ်ဆိုလို့ရှိရင်တော့ကိုယ်ပဲအပြစ်ဖြစ်သွားနိုင်ပါတယ်ယောနိသောမနတိကာရနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပြိဿကြီးရေပုံနေတဲ့ပစ္စည်းကိုလိုအပ်တာနဲ့နော်တက္ကဒကမတွေကပြုပြင်ပြောင်းလဲလဲလှယ်ပြီးတော့သာသနာတော်အတွက်အဆက်အောင်သုံးခွင့်ရှိပါတယ်ဥပမာသင်္ကန်းတွေပေါ်နေတယ်ဆွမ်းမပြည့်စုံဘူးအဲဆိုရင်ဒီသင်္ကန်းနဲ့ဒီဆွမ်းနဲ့လဲပေးရမယ်ကျောင်းကမိုးမလုံးဘူးဆွမ်းနေရှိတယ်သင်္ကန်းနေရှိတယ်နော်အဲ့ဒါဆိုလို့ချင်းများနေတဲ့ပစ္စည်းနဲ့လိုနေတဲ့ပစ္စည်းလဲလှယ်ပြီးတော့အဆက်အောင်သုံးခွင့်ရှိပါတယ်ကျမကြီးအတွက်စေဝါဒစာလိုနေတယ်သင်္ကန်းတွေကပုံနေတယ်ဈေးထိုးစရာပတ်စံမရှိဘူးအဲ့ဒါဆိုလို့ချင်းအဆက်အောင်လဲလှယ်ပြီးတော့လုပ်ပေးရင်ရဟန်းတော်များမှာပြိဿကြီးအဆက်အောင်သုံးလို့ရပါတယ်ဒါကြောင့်မလို့ယူတဲ့သူကဘယ်လိုနှလုံးသွင်းနဲ့ယူတာလဲပေးတဲ့သူကဘယ်လိုနှလုံးသွင်းနဲ့ပေးတာလဲဆိုတာဟာပြိဿကြီးသူတို့မှသိမှာပါဒါကြောင့်အဆက်အောင်ပြိဿကြီးဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင်ဒါပြိဿကြီးရေဟုတ်လားပြန်ယူတဲ့သင်္ကန်းလို့လွယ်ပြောပေမဲ့ပြိဿကြီးပို့လို့ရှံလို့များနေလို့လိုတဲ့ပစ္စည်းနဲ့လဲလှယ်ပြီးတော့အစဉ်ပြေအောင်အကျိုးများအောင်ဆောင်ရွက်ပေးပါတယ်တန်ရန်တန်ကြီးသင့်ပြီးတော့ဆိုလို့ရှိရင်တော့ဒါဟာပြိဿကြီးရေအပြစ်မဖြစ်ပါဘူးဗျာနော်ဒီလိုမှမဟုတ်ဘဲနဲ့ဟုတ်လားခုနပြောသလိုပဲသူတို့ရဲ့နှလုံးသွင်းအပေါ်စီးပွားရေးဈေးကွက်အလိုအရဟုတ်လားရောင်းတဲ့သူကလည်းရောင်းမယ်ဝယ်တဲ့သူကလည်းဝယ်မယ်ဒီပေါ်အကျိုးအမြတ်တွေထုတ်မယ်ဆိုရင်အဲ့ဒါကတော့ပြိဿကြီးသူတို့နှလုံးသွင်းအပေါ်မူတည်ပါတယ်မှန်ရလားပြိဿကြီးအေးအဲ့တော့ပြန်ငဟသင်္ကန်းဆိုတာကကြောင်းပြန်လိုက်ပရိက္ခရာဆိုင်သွားလိုက်ပရိက္ခရာဆိုင်ကနေကြောင်းပြန်လာလိုက်ကြောင်းကနေပရိက္ခရာဆိုင်ပြန်သွားလိုက်အဲ့ဒါမျိုးပြန်ငဟသင်္ကန်းခေါ်တာပဲနော်ဒါကတော့လှုပ်တဲ့လူတွေရဲ့ပုံမှာမူတည်ပါတယ်ဟုတ်လားဒါကြောင့်ပြိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့မေတ္တာရခံကျင်တာလေးတကူကနှလုံးသွင်းဆိုတာဟာမိမိကိုယ်တိုင်ပဲသိပါတယ်အဲ့ဒါကြောင့်မို့လို့ဟုတ်လားသူတို့ရဲ့နှလုံးသွင်းကိုမသိဘဲနဲ့ဘေးကနေပြီးတော့ကိုယ့်ရဲ့အမြင်နဲ့ကိုယ့်ရဲ့အထင်နဲ့တော့ပြိဿကြီးဦးဇင်းတို့လည်းပဲတိတိကျကျမဝေဖန်ရဲပါဘူးနော်ဥပမာသဘောလေးတစ်ခုပြောပြခလေးလေးတယောက်အမေဆွမ်းတော်မတင်သေးဘူးလားမေမေဆွမ်းတော်မတင်သေးဘူးလားအဲ့ဒီကလေးကဆွမ်းတော်ဝဲချစားနေကြအဲ့တော့သူ့ရည်ရွယ်ချက်ကပြိဿကြီးဖယားဆွမ်းတော်တင်မဟုတ် तू ကချစားနေလာပြီသဘောပေါက်ရလားအဲကြောင့်ဆွမ်းတော်မတင်သေးဘူးလားဆွမ်းတော်မတင်သေးဘူးလားဘေးရကြရင်တော့သိတ်ကြားလို့ကောင်းတာပေါ့မလီခလေးလေးကလိမ်မာတာအကြည်စံသူ့အမေမေ့နေလို့ပြောတာဆွမ်းတော်မတင်သေးဘူးလားဆွမ်းတော်မတင်သေးဘူးလားလိမ်မာလိုက်တာလိမ်မာလိုက်တာတကယ်တော့သူ့ရည်ချက်ကမဟုတ်ဘူးအဲ့ဆွမ်းတော်တင်ပြီးမှသူစားရမယ်လို့အလေးချင်းလုပ်ပေးတာတော့ဆွမ်းတော်တင်တဲ့ပွဲမှန်တယ်အကုန်ချစားတာပဲသဘောပေါက်ပြီနော်ခလေးရဲ့ရည်ရွယ်ချက်ကအဲ့ဒီလိုဘေးရကြားလို့တော့ကောင်းတယ်နောက်ဒီမှာအသက်80လောက်ရှိပြီအဖိုးကြီးတယောက်ကဟိုမှာပြိဿကြီးချောင်းနဲ့ဆင်းပြီးတော့ဟိုတန်းချောင်းပုံးနဲ့ငါးတွေလိုက်ဖမ်းငါးတွေလိုက်ဖမ်းတန်းချောင်းနဲ့ထက်ငါးတွေလိုက်ဖမ်းတန်းချောင်းနဲ့ထက်ဘေးရကြည့်ဒီအဖိုးကြီးသေကနီးရိတ်ခါယူအသက်ကမြကြီးလိုက်သေတော့မယ်ခုရတိကြည်တန်သူများအသက်လိုက်တတ်နေတယ်ဘေးကထားမဲ့ပြိဿကြီးဒီအဖိုးကြီးရဲ့ရည်ရွယ်ချက်ကဟိုမှာရေလေးဆက်ဆက်ကြံတော့တဲ့ချောင်းဆက်လေးထဲမှာတီးတဲ့ရေခမ်းရင်ငါးတွေသေတော့မယ်အဲ့တော့တန်ချောင်းထဲမှာပြိဿကြီးရေလေးထည့်ထားတယ်အဲ့ဒီငါးလေးတွေကိုလိုက်ဖန်တန်ချောင်းထဲထည့်ပြီးတော့မှပြိဿကြီးရေများရာချောင်းနဲ့မြောင်းနဲ့မြစ်ထဲကိုသွားပြီးဇီဝိတဒါနလွတ်မယ်ဆိုပြီးအသက်ကယ်နေတာဒါသူသိဘေးရသိလားသူပဲသိအဲ့ဒါကြောင့်ပြိဿကြီးဘေးရပြောရတာကခက်ပါလေနော်လှုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့နှလုံးသွင်း
အဓိကကြတယ်ဟုတ်လားအေးအဲ့ဒါကြောင့်မလို့ပရိသတ်ကြီးဒါလေးတွေကိုဝေဖန်သုံးသပ်တတ်ဖို့ရှင်းပြပြီးပါပြီအေးအဲ့ဒီရဲ့အပေါ်မှာဦးဇင်းတို့နီလန်းပေးရမယ်ဆိုရင်တော့ပရိသတ်ကြီးအရာရာကုသိုလ်ဖြစ်အောင်တွေးတတ်ရင်အကောင်းဆုံးပါပဲကုသိုလ်ဖြစ်အောင်တွေးဒါဆိုရင်ကုသိုလ်ရတယ်အာယောနေသောမနတိကာရနဲ့တွေးပြီးလို့အပြစ်ဟုတ်လားဖြစ်မယ်ဆိုရင်လည်းပဲကိုတွေးတဲ့အပြစ်ဟာသူများထံရောက်သွားမှာမဟုတ်ကိုအပြစ်ပဲဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်ပရိသတ်ကြီးတခါတရံကြတော့လေကိုကညံမမီဘူးဆိုရင်သို့မဟုတ်ဘူးဆိုလို့ရှိရင်ကျင့်စဉ်လေးတစ်ခုပြောမယ်နော်မြင်တော်လဲမမြင်သလိုနေတဲ့ကြားတော်လဲအပြစ်ဖြစ်မှာစိုးလို့အပြစ်ဖြစ်မှာစိုးလို့သူဟာသူပြန်ရင်ပြန်ယူခြင်းယူပြန်ရင်ပြန်ယူခြင်းယူအဲ့ဒီတဲ့ကိုစိတ်မတတ်ရင်မပါနဲ့ဟုတ်လားသဘောပြောပြတာနော်အေးဒါကြောင့်မလို့ဟုတ်လားအပြစ်အနေနဲ့ကတော့နှလုံးသွင်းတဲ့ပုဂ္ဂိုလ်ရဲ့ပေါ်မူတည်ပြီးတော့အပြစ်ကြီးအပြစ်ငယ်ဆိုတာဖြစ်နိုင်ပါတယ်စောစောကခလေးလေးမိမိဆုံးတော့မတင်သေးဘူးလားဆုံးတော့မတင်သေးဘူးလားဆိုတာလိုပဲအဖိုးကြီးပြိဿကြီးငါးတွေဖမ်းတန်းချောင်းနဲ့ထက်နေတဲ့မြင်ကွင်းဘေးကကြည့်ပြီးပြောနေကြတာလိုပဲအဲ့ဒါကြောင့်ပြိဿကြီးအထင်လေးအမြင်လေးနဲ့တော့ဆုံးဖြတ်လို့မရပါဘူးသူတို့ရဲ့နှလုံးသွင်းပေါ်မှာမူတည်ပါတယ်လို့ပြိဿရဲ့နော်အဲ့တော့ခုနပြောသလိုပါပဲပေါ်နေတဲ့ပစ္စည်းတွေနဲ့လိုအပ်တဲ့ပစ္စည်းကိုဟလာကပိယကာရကအနေနဲ့အဆက်အောင်လဲတယ်ပြီးတန်ဃာတော်များအတွက်အကျိုးများအောင်ဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင်လည်းပဲဒါအဆက်အောင်လုပ်တဲ့နည်းမို့လို့သိမြတ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့လေသူတို့ရဲ့နှလုံးသွင်းအားပေါ်မူတည်ပါလိမ့်မယ်လို့ဒီလိုပဲဖြေကြပါရစေနော်ဒါကြောင့်ပရိသတ်ရဲ့ဒီကနေ့အနန္တအယေဖယဟလာအဖေရဲ့ကျေးဇူးလို့ခေါင်းစဉ်ပေးတဲ့ဓမ္မကတာဒေသနာတော်ကိုနာကြရတဲ့ဓမ္မတဝနာကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်သင်သူတော်စင်တို့ဒီဘဝမှာအစားထိုးလို့မရနိုင်တဲ့အမေရဲ့မေတ္တာအဖေရဲ့မေတ္တာတွေကိုသိရှိနာလည်းခံစားနိုင်ကြပါစေသိရှိနာလည်းခံစားနိုင်ကြပြီလျင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်တွေအဖေနဲ့ပတ်သက်တဲ့ကုသိုလ်တွေအမေမသေးခင်အဖေမသေးခင်များများကြီးရအောင်ယူဥစားပေးပြီးတော့ပြိဿရဲ့ရအောင်ယူနိုင်ကြပါစေဤကဲ့သို့အထောက်ပံ့ကုသိုလ်တွေများစွာရရှိပြီးလျင်ဆင်းရဲနဲ့ငရဲကင်းလို့ဘဝတန်တရာဘုဒ္ဓကမိတော်မိလျံကြီးဤကုသိုလ်တွေအထောက်ပံ့ပြုသဖြင့်အပြီးတိုင်ငြိမ်းကြပါစေကုန်သတည်းသာ